ဘာတရားဟောမှလဲဆိုတော့ဟိုတနေ့ကကိုထွန်းထွန်းဦးဇင်းနဲ့ပြောခဲ့တယ်လေဗတ္တိကရတ္တသုတ်တံမြန်မာလိုပြောရရင်တော့ကောင်းသောညအဓိပ္ပာယ်ရတယ်မေဇိမနိကေဥပရိပါဏာတပါဠိတော်မှာလာရှိပါတယ်ဗတ္တိကရတ္တသုတ်တံတဲ့အင်မတန်သာသနာတော်မှာနာမည်ကြီးပါတယ်ဟိုသုတ်တံရဲ့ခေါင်းစဉ်လေးကိုမကြားဘူးပေမဲ့လို့ဦးဇင်းပြောလိုက်တော့ဒီအဓိပ္ပာယ်လေးတွေတော့ကြားဘူးပြီးသားလို့သဘောပေါက်သွားမှာပါနော်ပြီးတော့သူ့သဘောထားကိုယ်သဘောထားဦးဇင်းတို့ရဲ့တွေးပုံတွေးနည်းလေးတွေလည်းပဲဒကာကြီးဒကာမကြီးများမတွေးဘူးသေးတာလေးတွေဦးဇင်းတွေးပြတာလည်းပါကောင်းပါပါလိမ့်မယ်ဟုတ်လားအေးပတ္တိကရတ္တသုတ်တံတဲ့ကောင်းသောညလို့အဓိပ္ပာယ်ရတယ်နော်ကောင်းသောညဆိုတာတကယ်တမ်းကတော့ဘဝမှာဖြစ်ဖို့အင်မတန်ခဲရင်းနေဗျကောင်းကောင်းကလေးနေပြီးတော့ကောင်းတဲ့နေ့တွေကိုဖြတ်သန်းခဲ့ဘဝပေါင်းများမှကောင်းသောညဆိုတာကဖြစ်နိုင်တာကိုဟုတ်လားတချို့မကောင်းတာတွေလှုပ်ထားတယ်ဆိုရင်ညအိပ်ပြီးဆိုတော့နောင်တတွေနဲ့ပူလောင်ပြီးတော့ကောင်းသောညကမဖြစ်ပြန်ဘူးဟုတ်လားတချို့ကြတော့လည်းပဲအလိုဆန္ဒတွေကများလွန်ပြီးတော့စိတ်ကူးတွေထွေးပြီးတော့ညမှာပူပူလောင်လောင်ဆိုးဆိုးရင်ရင်နဲ့ကောင်းသောညကမဖြစ်ပြန်ဘူးဟုတ်လားတချို့ကြတော့လည်းပဲမေးမေးရောရောပေါ်ပေါ်ဆဆဘဝကိုဒီလိုပဲရေစုံမျှောပြီးတော့ဖြစ်တယ်လို့နေလိုက်တော့လည်းပဲဘာရဲ့လို့မသိလိုက်ဖဲနဲ့ကောင်းတယ်မကောင်းတယ်လို့မသိလိုက်ဖဲနဲ့ကောင်းသောညကမဖြစ်ပြန်ဘူးဟုတ်လားဒီတော့ကောင်းသောညဆိုတာကိုဖြစ်ပေါ်လာစေဖို့အတွက်မြတ်စွာဘုရားကသုတ်တန်ရဲ့နာမည်လေးကိုပဲအဲ့ဒါလိုလှလှပပဓာတ်ရိုက်ပြောထားတာဗတ္တိကရတ္တကောင်းသောညဟုတ်လားအဲ့ဒီတရားတော်ကိုဒီနေ့ညဒေသပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရမယ်တရားတော်ကိုမနာယူကြသေးမီမကြည်ညိုကြသေးမီတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အာလုံးလက်အုပ်ကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသနရမရလောကကရုံဝနိတုဂတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါဘိထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသနရမရလောကကရုံလူနှင့်မြမတတဝါနန္ဒတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရဲသောဆရာသခင်လည်းဖြစ်တော်မူပါဘိထသောဂတိဝိမု ṭ ံဒေဝမနုဿနိရယနှင့်ပေတတလိษံလာရရှိငါးတန်သောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပြီးတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမှုယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောခြေပေသုံးလီဓာရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားလွတ်ဖြစ်နေလို့တိုင်းတိတ်ထပိတ်ထားလိုက်ဒီတိုက်တွန်းလိုက်ပတ္တိကရတ္တသုတ်တံကောင်းသောည
ဟုတ်လားဦးဇင်းတို့ဒီသုတ်တံကမေဇိမာနိကေဥပရိပါဏာတပါဠိတော်မှာလာရှိပါတယ်အဲ့ဒီမှာဒီသုတ်တံအတူကလေးတွေမြတ်စွာဘုရားဟောထားတာရှိတယ်ဗျသုတ်တံကလူပြည်တယ်မကဘူးနတ်ပြည်ထိနာမည်ကြီးတယ်အဲ့ဒီသုတ်တံကတခါကြီးများကြားဘူးကြားလိမ့်မယ်မြတ်စွာဘုရားလက်ထက်တော်အခါကသမိတ်တိမထေဆိုတာရှိတယ်ရုပ်ရည်အင်မတန်တင့်တယ်တယ်လို့ဆိုတယ်ဒီနေ့တော့အဲ့ဒီသမိတ်တိမထေကတပောဓာမြစ်မှာသူကရေဘူးကလေးတွေထွက်တယ်အဲ့ဒါမနဲ့စောစောရေထချိုးပြီးတော့အဲ့ဒီတပောဓာမြစ်ရဲ့ကမ်းဘေးမှာသင်္ကန်းလဲပြီးတော့ရက်နေတော့နတ်သားတစ်ပါးကအဲ့ဒီနားကိုအယောင်ဝါတွေထွန်းလဲအောင်ဖန်ဆင်းပြီးတော့ရောက်လာတယ်တဲ့ရောက်လာပြီးတော့အရှင်ဘုရားမြတ်စွာဘုရားဟောထားတဲ့ဗတ္တိကရတ္တသုတ်တံကိုအရှင်ဘုရားဆောင်ထားသလားတဲ့လက်လွတ်ရအောင်ဆောင်ထားသလားတဲ့ဟာငါဆောင်မထားဘူးတဲ့အဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားအဲ့ဒီဟောထားတဲ့ဗတ္တိကရတ္တသုတ်တံဂါထာကလေး၄ပုဒ်ရှိတယ်အဲ့ဒီဂါထာကိုအရှင်ဘုရားဆောင်ထားလားတဲ့ငါဆောင်မထားရဘူးတဲ့နေပါဦးနဲ့သင်ကလည်းမေးလိုက်တာသင်ကိုအဲ့ဒီဂါထာတွေဆောင်ထားလားတဲ့နတ်နဲ့ယဟန်နဲ့စကားပြောတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီနတ်ကတပည့်တော်လည်းအဲ့ဒီသုတ်တံကိုကြိုက်တာကြိုက်နေတာအလွတ်မရဘူးဗျာဆောင်မထားရဘူးပေါ့အဲ့ဒီမှာနတ်ကတိုက်တွန်းနေတဲ့အရှင်ဘုရားမြတ်စွာဘုရားဟောတဲ့အဲ့ဒီသုတ်တံကိုအကျဉ်းသဘောရောအကျေသဘောရောဂါထာလေးတွေရောအဲ့ဒါအရှင်ဘုရားဆောင်ထားပါဗျာလက်ကျက်ထားပါဗျာအဲ့ဒီသုတ်တံကိုကျွမ်းကျင်အောင်အရှင်ဘုရားသင်ယူထားပါဗျာအဲ့ဒါကိုရွတ်ဖတ်မယ်ဆိုလို့ရှိရင်ဆောင်ထားမယ်ဆိုရင်အများကြီးအကျိုးကြီးပါလိမ့်မယ်ဗျာလို့အဲ့ဒီနတ်ကရှင်သမိတ်တိကိုလျှောက်တယ်တဲ့အဲ့ဒါနဲ့သမိတ်တိကမြတ်စွာဘုရားကြီးရောက်လာပြီးတော့အဲ့ဒီအကျိုးအကြောင်းကိုလျှောက်လို့မြတ်စွာဘုရားကအဲ့ဒီမှာအကျဉ်းချုပ်ကလေးဟောပါတယ်ရှင်အနန္ဒာဟောထားတာလည်းရှိတယ်ရှင်မဟာကစ္စည်းမထေရဟောတာလည်းရှိတယ်နောက်ထပ်ယဟန်တစ်ပါးကိုပဲစန္ဒနလို့အမည်ရတဲ့နတ်သားတစ်ပါးကအဲ့ဒါလို့ဆောင်ထားလားလို့လာမေးဘူးသေးတယ်အဲ့ဒီမှာအဲ့ဒီမထေရကသင်ကိုရသလားဆိုတော့အဲ့ဒီနတ်ကတော့ဂါထာတွေရတယ်တဲ့အခုဦးဇင်းတို့ဟောမဲ့ဂါထာတွေကိုနတ်ကဗါတဲ့တော့ရတယ်တဲ့ဗျအဲ့ဒါဂါထာကမများဘူး၄ပုဒ်ထဲရင်ဟုတ်လားအဲ့ဒီဂါထာလေးတွေကိုဦးဇင်းတို့လည်းပဲအင်မတန်သဘောကျပါတယ်အဓိပ္ပာယ်လေးတွေကိုသိပြီးတော့ရွတ်နေရလို့ရှိရင်ဘဝမှာဘလို့နေရမယ်ဘလို့အချိန်ကုန်ရမယ်ဆိုတာလေးကိုရှေ့ကနေလမ်းကြောင်းပေးပြီးတော့သင်ကြားနေတယ်လို့ခံစားရတယ်အင်မတန်လဲအေးချမ်းမှုရှိတယ်လို့ဦးဇင်းတို့ယူဆပါတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တရားပွဲပြီးတဲ့အခါမှာဒီဂါထာလေးတွေကိုအရာကျက်ပြီးတော့နေတိုင်းရွတ်ဖတ်နေကြရင်ကောင်းမှာပဲလို့အဲ့ဒါလို့ဆန္ဒတရားမဟုတ်ခင်မှာတော့ဦးဇင်းမအခုဖြစ်လာတယ်နော်တခါကြီးများဟုတ်လားဗတ္တိကရတ္တသုတ်တံတဲ့အဲ့ဒါကိုဦးဇင်းကနည်းနည်းကလေးအကျယ်ချဲ့ပြီးတော့ဆိုင်ရာသူနဲ့သဘောတူရအဓိပ္ပာယ်လေးတွေကိုဒီပြင်မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်လေးတွေကိုယူပြီးတော့ဘေးတတ်တို့ကိုတဏှာကြီးနဲ့တဏှာကြီးခွဲခြားမှာဦးဇင်းတို့ပြီးအောင်ပြောပါမယ်နော်အေးဦးဇင်းတို့အခုတရားဟောတာကဏိဒံပြောနေတာနဲ့တောင်10မိနစ်လောက်ကြာသွားပြီနော်အေးဗတ္တိကရတ္တသုတ်တံတဲ့စပြီးတော့နာယူကြည်ညိုကြရအောင်အတိတနာနဝကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတင်္စအနာဂတံပိစုပန်နိသယောဓမံတထဝိပတ္တိအာတံဟိရံအသင်္ကုပ္ပံတံဝိဓဝမနုပြုဟယေဧဇေဝကိစ္ဆာမတဗံကောစဉ္ညာမရဏံတုဝေနာဟိနောသင်္ကရန္တိနမဟာသေနေနမေဇုနာဧဝံဝိဟာရိအာတာပိအဟောရတမတ္တန္တိတောတံဝေပတ္တိကရတောတိတံတောအာစိတ်ခတိမုနိ1မိနစ်တောင်မကြာဘူးနော်တခါကြီးကလျှောက်တဲ့ဒီအိမ်မှာဒါပထမဦးဆုံးအကြိမ်ဘာသာရေးအခမ်းအနားလုပ်ဖူးတာပါတဲ့ဟုတ်လားအမင်္ဂလာရှိသွားပြီလို့ယူဆလိုက်ပေါ့ဟုတ်လားတခါကြီးနော်အေးဒီဂါထာလေး၄ပုဒ်ကိုဦးဇင်းတို့ဒီကနေ့ညထိုက်တဲ့လို့အကျယ်ချက်ပြီးတော့ဦးဇင်းတို့နားလေသဘောပေါက်တယ်လို့ပြောသွားပါမယ်နော်အေးပြီးစုံအောင်တော့ဦးဇင်းပြောနိုင်မှာမဟုတ်ဘူးဦးဇင်းညာကဒါကိုပြီးစုံအောင်ပြောနိုင်တဲ့အစွမ်းမရှိပါဘူးဟုတ်လား
ဒါပေမဲ့ကိုနားလေသဘောပေါက်ထားသလောက်ကလေးကိုဦးဇင်းကပြောပြမှာနော်ပထမဂါထာစပြီးတော့ရှင်းကြရအောင်အတိတနာနဝကမေယနပတိကင်ခေအနာဂတိယဒအတိတံပဟိနန္တအပတင်္စအနာဂတံအတိတံပြီးခဲ့ပြီးသားဖြစ်ခဲ့ပြီးသားအတိတ်တွေကိုနနွာကမေယအစင်မလိုက်ရပြီးခဲ့ပြီးသားအတိတ်ဖြစ်ခဲ့ပြီးသားအရာတွေကိုအစင်မလိုက်ရဘူးတဲ့အစင်မလိုက်ရဘူးဆိုတာဘာလဲဆိုတော့ပြီးတော့ရှင်းပြပါမယ်နော်အတိတံဖြစ်ခဲ့ပြီးသားအတိတ်တွေကိုနာနွာကမေယအစင်မလိုက်ရအနာဂတံမဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုနပတိကင်ခေမျောလင့်တောင်းတ၍မနေရမဖြစ်သေးတဲ့အနာဂတ်တွေကိုလည်းလှမ်းမျောပြီးတော့တောင်းတမနေနဲ့မျောလင့်မနေနဲ့တဲ့။ဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ကလေးကရိုးရိုးလေးနဲ့အင်မတန်ပြည့်စုံတယ်။အတိတံအတိတ်ဆိုတာဒီပဟိနံချုပ်ခဲ့ပြီးပျောက်ခဲ့ပြီးအတိတ်ဆိုတာမရှိတော့ဘူးတဲ့အနာဂတံအနာဂတ်ဆိုတာကလည်းအပတံရောက်မလာသေးဘူးအနာဂတ်ကလည်းဗါတဲ့တော့ရောက်မလာသေးဘူးတဲ့အဲ့ဒါပထမဂါထာရဲ့အတိတ်ပဲပြန်ပြောမယ်နော်ပြီးခဲ့ပြီးသားအတိတ်ကိုအစင်မလိုက်ရဘူးတဲ့မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုမျှော်လင့်တောင့်တပြီးတော့မနေရဘူးတဲ့ဘာကြောင့်လဲဆိုတော့အတိတ်ဆိုတာပြီးခဲ့ပါပြီတဲ့ဘာမှမရှိတော့ပါဘူးတဲ့နော်အနာဂတ်ဆိုတာတကယ်ဖြစ်နေသေးတာမဟုတ်ဘူးဘာမှမဖြစ်သေးဘူးဘာမှမဖြစ်သေးတော့ဘာမှမရှိသေးဘူးပေါ့ဟုတ်လားအဲ့ဒီတော့အတိတ်ဆိုတာပြီးခဲ့ပြီဒါကြောင့်ပြန်တွေးမနေနဲ့အနာဂတ်ဆိုတာရောက်မလာသေးဘူးဒါကြောင့်မျှော်လင့်မနေနဲ့ဒါကိုပြောတာနော်အဲ့ဒီတော့အတိတ်ဆိုတာကိုပေးတဲ့တို့ကအတိတ်ဘဝတွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ3နှစ်4နှစ်ကမှအတိတ်လို့အဲ့ဒါလိုမထင်နဲ့မနေ့တုန်းကလည်းအတိတ်ပဲလေဟုတ်လားပြီးခဲ့တဲ့လလည်းအတိတ်ပဲလေဟုတ်ဗျာလုံးလုံးစင်ပြောမယ်ဆိုရင်သောသောကဥစဉ်တို့သီလယူခဲ့တာလေအတိတ်ပဲလေသောသောကဏိဒန်းစကားလေးတွေပြောနေတာလေအတိတ်ဖြစ်ခဲ့ပြီနော်ဟောအခုဥစဉ်အတိတ်ဖြစ်ခဲ့ပြီနော်လို့ပြောတာကိုပဲအတိတ်ဖြစ်သွားပြီသဘောပေါက်တယ်နော်အဲ့ဒီတော့ပြစ္ဆုတ်ပံဆိုတာခဏလေးဘာမှကြာတာမဟုတ်ဘူးအချိန်ဆိုတာတကယ်ကတော့ပြည့်ညက်သဘောတကယ်ရှိတာမဟုတ်ဘူးနော်ပြစ္ဆုတ်ပံဆိုတာခဏကလေးယုံနံတို့ရဲ့ဖြစ်စေခဏလေးဘလောက်မြန်လုံးဆိုရင်တဲ့ဦးဇင်းတို့ကျမ်းဂန်တွေကဥပမာပြောတယ်အင်မတန်ချွန်မိနေတဲ့ပုတ်ဆောက်ဖြားကလေးပုတ်ထိုးတဲ့ဆောက်ဖြားကလေးထက်နေတာပေါ့နော်အဲ့ဒီပုံမှာမုံညင်းစီကလေးတင်လိုက်မယ်ဆိုရင်ဘလောက်ကြာကြာနေမလို့တင်လိုက်တာနဲ့လက်ကလွတ်လိုက်တာနဲ့ရှောဆိုကျသွားပြီယုံနံတို့ရဲ့တည်တတ်နေတဲ့အချိန်လေးဟာဒါဥပမာပေးလို့ရတာလေးကိုပေးတာအဲ့လောက်တောင်မှမကြာဘူးဟုတ်လားတစ်စက္ကန့်ပြီးမှတစ်စက္ကန့်ဒီစက္ကန့်ပြီးရင်ဒီစက္ကန့်ရောက်လာရင်ပြီးခဲ့ပြီးသားစက္ကန့်ကအတိတ်ဖြစ်သွားပြီဟုတ်လားအဲ့ဒီလောက်ထိအတိတ်ကိုသဘောပေါက်ပြီးတော့ပြီးခဲ့ပြီးသားကိုထားခဲ့တချို့များဆိုရင်ပြီးခဲ့ပြီးသားကိုမထားခဲ့နိုင်ဘူးပြီးခဲ့ပြီးသားကြီးကဝန်တိုးဝန်ဘိုးကြီးဖြစ်နေတယ်လေးတာပေါ့တချို့ဆိုရင်နလန်းကိုမထူဘူးအတိတ်ဝန်တိုးဝန်ဘိုးကြီးကသူ့ကိုဖိထားတာဟုတ်လားအဲ့ဒါအတိတ်ကိုအဲ့ဒါလိုလိုက်နေကြတာနော်တချို့ဆိုရင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မျှော်လင့်ပြီးတော့ပြည်လည်မယ်ထင်တော့လည်းပဲရင်မှုမှုမေ့လျော့မှုနဲ့ဒီလိုနေတာပဲမပြေလည်တော့ဘူးထင်ပြန်တော့လဲစိုးရိမ်မှုပူပန်မှုတွေနဲ့ဒီလိုနေတာပဲအနာဂတ်ကိုလေအဲ့ဒီတော့မြတ်စွာဘုရားကအတိတ်ဆိုတာပြီးခဲ့ပါပြီတဲ့အတိတံအတိတ်ဆိုတာပဟိနံချုပ်ခဲ့ပြီပျောက်ခဲ့ပြီဝါမရှိတော့ဘူးအနာဂတံအနာဂတ်ဆိုတာကလည်းပဲအပတ္တံရောက်မလာသေးဘူးအနာဂတ်ဆိုတာဘာမှရေရတာမဟုတ်ဘူးဟုတ်လားအနာဂတ်ဆိုတာရောက်မလာသေးလို့မရှိသေးဘူးဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အစင်မလိုက်နဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ဘာကြောင့်လဲအတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ရိုးရိုးလေးပြောတာနော်အေးအဲ့ဒီတော့တရားဓမ္မတို့ဦးဇင်းတို့တွေအချိန်လေးဘလို့ကုန်နေကြလဲလို့စဉ်းစားရင်ဒီဆုံးမတော်မူချက်ကိုမလိုက်နာဘဲနဲ့အချိန်ကုန်ကြတာများတယ်စိတ်ဟာအတိတ်မှနေတယ်များသောအားဖြင့်စာထဲကတော့မြတ်စွာဘုရားဝိပင်ကဝေဖန်ပြီးတော့အကျေပြောပါတယ်အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာဘာပြောတာလဲဆိုရင်တဲ့ဦးဇင်းကအဲ့ဒါကြတော့ပါဠိတွေမရွတ်တော့ဘူးနော်အတိတ်ကိုအစဉ်လိုက်တယ်ဆိုတာတဲ့ကိုဖြစ်ခဲ့ပြီးသားအစဉ်ပြေမှုလေးတွေ
ဒါဥစဉ်ကအရက်စကားနဲ့နားလည်အောင်ပြောတာစာထဲကတော့ခန္ဓာ၅ပါးနဲ့ရှင်ပြောတယ်ငါဘယ်လိုရုပ်ဖြစ်ခဲ့တယ်ငါဘယ်လိုခံစားမှုဖြစ်ခဲ့တယ်ငါဘယ်လိုမှတ်သားမှုဖြစ်ခဲ့တယ်အဲ့ဒါလိုတွေးပြီးတော့နှစ်သက်နေရင်အဲ့ဒါအတိတ်ကိုအရှင်လိုက်တာတဲ့ပြီးခဲ့ပြီးသားအရှင်ပြေမှုကလေးတွေကိုတွေးပြီးတော့ကြည်နူးနေတာပေါ့နော်အဲ့ဒါဗါတဲ့တော့အတိတ်ကိုအရှင်လိုက်တာဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေကချဲ့ထွင်ပြီးတော့စဉ်းစားရမယ်တခါပြီးခဲ့ပြီးသားအတိတ်ရဲ့မကျေနပ်ချက်တွေကိုပြန်ဖောပြီးတော့စဉ်းစားပြီးတော့စိတ်ရဲ့ပင်ပန်းနွမ်းနယ်မှုစိတ်ရဲ့အညစ်အကြေးတွေကိုယူနေတာတွေမများဘူးလားများတယ်အတိတ်မှာစိတ်ဟာနေပြီးတော့အကျိုးမဲ့ပေါင်းအကျိုးမဲ့ဖြစ်ခဲ့ပေါင်းများလာပါပြီဘာမှလည်းအကျိုးရှိတာမဟုတ်ဘူးဒီတော့အတိတ်ကိုလုံးဝမစဉ်းစားရဘူးလို့အဲ့ဒါလိုလည်းပဲဆိုလိုတာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒေသနာတော်တွေကိုတစ်ခုနဲ့တစ်ခုညှိတတ်ဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့စကားပုံလေးရှိပါတယ်ကြမ်းတက်မခဲကြမ်းညှိခက်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ရှင်ရာဟုလာကိုမြတ်စွာဘုရားဟောတာရှိတယ်အလုပ်တစ်ခုလုပ်ပြီးပြီဆိုလို့ရှိရင်ပြန်စဉ်းစားရမယ်တဲ့ဟောလာပြန်ပြီနော်ဒါကြတော့အတိတ်ကိုစဉ်းစားခိုင်းတယ်နော်ဘလို့စဉ်းစားခိုင်းတာလဲဆိုတော့ဒါကိုရင်မှုဖို့မေ့လျော့မှုနဲ့စဉ်းစားတာမဟုတ်ဘူးငါအဲ့ဒီလိုလုပ်ခဲ့တယ်ငါအဲ့ဒီလိုပြောခဲ့တယ်ငါအဲ့ဒီလိုကြံခဲ့တယ်အဲ့ဒါငါအတွက်အကျိုးနေသလားသူများအတွက်အကျိုးနေသလားသို့မဟုတ်ငါအတွက်အကျိုးရှိခဲ့သလားသူများအတွက်အကျိုးရှိခဲ့သလားလို့အကျိုးရှိမရှိကိုယ့်ရဲ့လုပ်ခဲ့ပြီးသားအတိတ်လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ပြန်စဉ်းစားရမယ်တဲ့စဉ်းစားပြီးတော့အကျိုးမရှိဘူးဆိုနောင်ဒါမျိုးငါမလုပ်ဘူးလို့စဉ်းစားရမယ်အကယ်၍အကျိုးရှိတယ်ဆိုရင်ဒါမျိုးစတတ်တဲ့ဘုံငါလုပ်မယ်လို့စဉ်းစားရမယ်ဒါမျိုးတော့စဉ်းစားရမှာပေါ့နော်ခုတရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့လိုစဉ်းစားတာအင်မတန်နေပါတယ်အစဉ်ပြေတာတွေမပြေတာတွေစဉ်းစားပြီးတော့လောကီလိုလည်းအကျိုးမရှိလောကုတ္တရာလိုဆိုတော့ဝေးရောအဲ့ဒါလိုဘာမှအကျိုးမရှိပဲနဲ့ပြီးခဲ့ပြီးသားအရာတွေကိုတွေးပြီးတော့အလကားစိတ်ရဲ့အညစ်အကြေးတွေကိုစုဆောင်းနေတာကိုရည်ရွယ်ပြီးတော့အတိတ်ကိုအစင်မလိုက်နဲ့လို့ပြောတာဒကမကြီးများသဘောပေါက်တယ်နော်အေးအနာဂတ်ကိုလည်းပဲမမျှော်လင့်နဲ့မတောင့်တနဲ့ကိုကကောင်းအောင်လုပ်ထားတယ်ဆိုရင်ကောင်းတဲ့အနာဂတ်ကတေချာပေါက်ရှိပါလေဟုတ်လားအခုဒကာမတို့ဦးဇင်းတို့တွေဘဝမှာဖြစ်နေကြတယ်ဆိုတာကိုယ်စိတ်တိုင်းကြဖြစ်တာလားဖြစ်เสียရရှိတဲ့အတိုင်းဖြစ်တာလားအဲ့ဒါကိုရိုးရိုးလေးသဘောပေါက်ဖို့လိုတယ်ကောင်းတာတွေဖြစ်เสียရရှိရင်ဘယ်သူမှတားမရဘူးကောင်းတာတွေဖြစ်မှာပဲမကောင်းတာတွေဖြစ်เสียရရှိနေသေးတယ်ဆိုရင်လည်းဘယ်သူမှတားလို့မရဘူးမကောင်းတာတွေဖြစ်အောင်မှာပဲကိုကအနာဂတ်မှာဘလို့ဖြစ်ချင်ပါတယ်မဖြစ်ချင်ပါဘူးဆိုတဲ့ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ဘာမှမဆိုင်ဘူးအနာဂတ်ကဒီတော့စဉ်းစားနေအပူပေါ့ဒကာကြီးများအဲ့ဒါဟုတ်လားကိုစဉ်းစားသည်ဖြစ်စေပူပန်သည်ဖြစ်စေကြောက်ကြသည်ဖြစ်စေနော်နေကတော့ဝင်ချိန်တိုင်းဝင်သွားမှာပဲဒီရေကလည်းတက်ချိန်တိုင်းရင်တက်လာမှာပဲဟုတ်ရဲ့လားအဲ့တော့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်ချင်တဲ့စိတ်ပူပါတယ်ဆိုရင်တကယ်ပူတယ်ဆိုရင်လည်းပဲအဲ့ဒီအနာဂတ်ကိုကိုကကြိုးပြီးတော့တစ်စက္ကန့်လေးတောင်သွားနေခွင့်ရှိတာမဟုတ်ဘူးဟုတ်လားအနာဂတ်ကိုတကယ်ကောင်းကျင်တယ်ဆိုလို့ရှိရင်ဘာပဲလုပ်လို့ရလဲဆိုတော့အခုပြစ္ဆုတ်ပံကောင်းလိုက်ဖို့ပဲဒါပဲရှိတာရှေ့ကိုနည်းနည်းလေးတောင်ကြိုးနေလို့မရဘူးလေးနဲ့တယ်နော်တခါကြီးများအေးအဲ့ဒီတော့အနာဂတ်အတွက်ပူးနေတာဒီဘာအဓိပ္ပာယ်မှမရှိဘူးပူစရာတွေဘလောက်ပူဖြစ်စရာရှိရင်တော့ဖြစ်မှာပဲဟုတ်လားအဲ့ဒီတော့ပူးနေတဲ့အတွက်ကြောင့်ကိုပဲပိုးပြီးတော့ဒေါသကိလေသာတစ်မျိုးတိုးတဲ့အတွက်ကြောင့်အခြေအနေကပိုးဆိုးသွားနိုင်တယ်အဲ့ဒီတော့အနာဂတ်နဲ့ပတ်သက်လို့တော့ဘာမှခေါင်းထဲမထားတာအကောင်းဆုံးပဲအနာဂတ်အတွက်ခေါင်းထဲထားခြင်းတယ်ဆိုရင်လည်းပဲအခုငါအကောင်းဆုံးနေတဲ့နီးဒီတာနဲ့အနာဂတ်ကိုအကောင်းဆုံးပြင်ဆင်တာလို့သဘောပေါက်ပြီးတော့ပြစ္ဆုတ်ပံကိုအကောင်းဆုံးနေလိုက်ဖို့ပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအကျေရှင်းပြတဲ့နေရာမှာတော့လာမယ့်အနာဂတ်မှာငါဘယ်လိုခန္ဓာတွေဖြစ်ခြင်းလဲဘယ်လိုရုပ်တွေဖြစ်ခြင်းလဲဘယ်လိုခံစားမှုတွေဖြစ်ခြင်းလဲဘယ်လိုမှတ်သားမှုတွေဘယ်လိုသိမှုတွေဖြစ်ခြင်းလဲလို့မျှော်လင့်တောင့်တရင်အဲ့ဒါအနာဂတ်ကိုတောင့်တတာပါတဲ့အဲ့ဒါမျိုးမလုပ်ရဘူးတဲ့နော်ဘာကြောင့်လဲဆိုတော့အတိတ်ဟာပြီးခဲ့ပါပြီအနာဂတ်ဟာရောက်မလာသေးပါဘူးတဲ့ဟုတ်လားအဲ့ဒါတွေကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဘဝမှာနေနီးမတည့်ပဲနဲ့အန်ချော်ပြီးတော့အတိတ်နဲ့အနာဂတ်ကိုထက်ချီတလဲလဲဟိုတလဲဒီတလဲဒီလိုနေတာဒါကြောင့်အကျိုးတွေကရှိတယ်လို့မရှိပဲဖြစ်နေတာဟုတ်လားဒါပေမဲ့လို့မြတ်စွာဘုရားကအနာဂတ်ကိုစဉ်းစားရမယ့်အပိုင်းလေးတွေလည်းပဲဟောထားတာရှိပါတယ်နော်ညှိတတ်ဖို့လိုတယ်နော်အေးဘယ်လိုအလုပ်တွေဟာငါဘဝအတွက်အကျိုးရှိမှလဲလာမယ့်အနာဂတ်မှာငါလုံးမယ်ဟုတ်လား
အဲ့ဒါမျိုးလေးတွေတော့စဉ်းစားရမှာပေါ့ဟုတ်လားအဲ့ဒါပထမဂါထာနော်နောက်ပြောမဲ့ဂါထာလေးတွေကအကျေပြောမှာမို့လို့ပထမဂါထာကိုဒီလောက်နဲ့ကျင့်တတ်ရအောင်နော်အတိတံအတိတိပဟိနံချုပ်ခဲ့ပြီးပျောက်ခဲ့ပြီးတတ္တမထို့ကြောင့်အတိတံအတိတ်ကိုနာနွားကမေယအစင်မလိုက်ရအနာဂတံအနာဂတိအပတ္တံရောက်မလာသည်တတ္တမထို့ကြောင့်အနာဂတံအနာဂတ်ကိုနတ်ပတိကင်ခီမျောလင့်တောင့်တ၍မနေရဒါပထမဂါထာအဓိပ္ပာယ်ဟုတ်လားဒုတိယဂါထာဆက်သွားကြရအောင်နော်ပိစုပန်နိသယောဓမ္မံတထတထဝိပတ္တိအတံဟိရံအသင်္ကုပ္ပံတံဝိဒဝမနုပြုဟယိဒါလေးကရှင်းစရာတွေအများကြီးပါတယ်နော်ပိစုပန်နိသယောဓမ္မံတထတထဝိပတ္တိပိစုပန်ဖြစ်နေစေအရှိတရားဒီယုတ်တရားနံတရားတကယ်ဖြစ်ပေါ်နေတဲ့ဒီတရားလေးကိုဖြစ်ဆဲမှာဖြစ်ပေါ်နေတဲ့အတိုင်းလေးအမှန်အတိုင်းသိပြီးတော့နော်ပြစ္ဆုတ်ပံဖြစ်ပေါ်စေတရားလေးကိုဖြစ်ပေါ်နေတဲ့အခြေအနေမှန်ကလေးတိုင်းအမှန်တိုင်းသိပြီးတော့အဲ့ဒီလိုသိတာဟာဝိပဿနာဉာဏ်နော်ဟုတ်လားအဲ့ဒီလိုသိပြီးတော့နေပါတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာပြစ္ဆုတ်ပံဖြစ်ပေါ်နေစေအခိုက်အတန့်လေးမှာအဲ့ဒီသဘောတရားလေးကိုအမှန်တိုင်းသိပြီးတော့ရုပ်လည်းဖြစ်ခြင်းဖြစ်မယ်ခံစားမှုလည်းဖြစ်ခြင်းဖြစ်မယ်သိမှုတွေလည်းဖြစ်ခြင်းဖြစ်မယ်တွေးမှုတွေလည်းဖြစ်ခြင်းဖြစ်မယ်ဘာပဲဖြစ်ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့မြတ်အရာတွေကိုဖြစ်ပေါ်နေတဲ့အတိုင်းကလေးပြစ္ဆုတ်ပံဖြစ်ဆဲကလေးမှာဖြစ်နေတဲ့အတိုင်းလေးတိပြီးတော့နေတဲ့အလေးအကျင့်ကလေးအဲ့ဒီအသိဉာဏ်လေးကိုပညာကြီးတဲ့ပုဂ္ဂိုလ်ဟာအများကြီးရအောင်ကြိုးစားပြီးတော့နေပါတဲ့အဲ့ဒါလို့နေမယ်ဆိုရင်ဘာဖြစ်လာမှာလဲတဲ့အတံဟိရံအသင်္ကုပ္ပံဒီစကားလေးနှလုံးကိုဦးဇင်းအင်မတန်သဘောကျတယ်နော်အတံဟိရံအသင်္ကုပ္ပံပြစ္ဆုတ်ပံမှာနေလို့ရှိရင်ပြစ္ဆုတ်ပံဖြစ်စေတရားလေးကိုဖြစ်နေတဲ့အတိုင်းသိနေမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာစိတ်ဟာဘယ်လိုဖြစ်မှာလဲဆိုတော့တဲ့အတံဟိရံအသင်္ကုပ္ပံအတံဟိရံသွေးဆောင်ဖြားယောင်းခြင်းမခံရဘူးတဲ့စာလိုဘာသာပြန်ထားတာလေးကတော့တဏှာဒိဋ္ဌိတို့ဖြင့်ဆွဲဆောင်ခြင်းမခံရဘူးတဲ့ပြစ္ဆုတ်ပံမှာနေမယ်ဆိုလို့ရှိရင်ပထမရလာမယ့်အကျိုးတရားတဲ့ပြောရရင်လောဘမဖြစ်ဘူးလို့ပြောတာဟုတ်လားပြစ္ဆုတ်ပံဆိုကြပါစို့ဒါတိုင်းနားလည်အောင်ပဲပြောမယ်ဗျာခန္ဓာကိုယ်မှာပူနေတာရှိတယ်အေးနေတာရှိတယ်စဉ်းစားနေတာရှိတယ်ချမ်းသာတာဆင်းရဲတာခံစားနေတာလေးတွေရှိတယ်ကြိုက်မကြိုက်ပေါ့နော်အဲ့ဒီလိုဖြစ်ပေါ်နေတဲ့သဘောတရားလေးတွေကိုဖြစ်ပေါ်နေတဲ့အခိုက်အတန့်လေးမှာတိနေမယ်ဆိုလို့ရှိရင်အဲ့ဒီတိနေတဲ့စိတ်ကိုငါဆိုတဲ့အစွဲအလန်းလူချင်းမမောတယ်ဆိုတဲ့တဏှာအစွဲအလန်းကသူ့ကိုသွေးဆောင်ဖြားယောင်းခြင်းကမစွမ်းနိုင်ဘူးတဲ့အဲ့ဒီစိတ်ဟာသွေးဆောင်ဖြားယောင်းခံရခြင်းကလွတ်တယ်အဲ့ဒီလိုပြစ္ဆုတ်ပံမှာမနေဘူးဆိုရင်စိတ်ကသွေးဆောင်ဖြားယောင်းခံရတယ်အာယုန်တွေကသွေးဆောင်ဖြားယောင်းသွားတာနော်စိတ်ဟာအတိတ်မှာနေမယ်အနာဂတ်မှာနေမယ်ဆိုရင်အာယုန်တွေကတေချာပေါက်သူ့ကိုသွေးဆောင်ဖြားယောင်းနိုင်မယ်အဲ့ဒါလေးကိုနည်းနည်းနားလည်အောင်ရှင်းပြမယ်ပြစ္ဆုတ်ပံမှာနေလို့ရှိရင်စိတ်ဟာသွေးဆောင်ဖြားယောင်းတာမခံရဘူးအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ဆိုကြပါစို့အတန်ကလေးနဲ့ကပ်ပြီးတော့ဦးဇင်းပြောပြမယ်တချင်းတန်ကိုအင်မတန်ကြိုက်တဲ့ဂီတတန်စင်လေးတစ်ခုသိကောင်းတာပဲဆိုလို့ရှိရင်စိတ်ကဒီတဲကိုရစ်မှုပြီးတော့ကြိုက်နေတဲ့သဘောရှိတယ်နော်ဒါပုထုဇဉ်တွေဦးဇင်းတို့လည်းပဲရှိတာပဲနော်တခါကြီးဒီမိုင်မြဒီလိုပြောလိုက်လို့ဦးဇင်းတို့မှဒီသဘောမရှိဘူးလို့အထင်ကြီးတာတွေမဖြစ်စေချင်ဘူးဟုတ်လားဒါကသဘောတရားလေးတွေကိုဦးဇင်းကပြောပြတာအဲ့ဒီလိုတန်စင်လေးကိုနားထောင်နေတဲ့အခါမှာစိတ်ဟာနှစ်သက်တဲ့သဘောမရှိဘူးလားရှိတယ်အဲ့ဒီအတန်အာယုံကဒီစိတ်ကိုသွေးဆောင်ဖြားယောင်းသွားတာသူပြစ္ဆုတ်ပံမှာမနေတာဘူးတကယ်လို့သာကြားစေခဏကလေးကိုပြစ္ဆုတ်ပံလို့ဖြတ်ပြီးတော့တိနေမယ်ဆိုရင်အဲ့ဒီစိတ်ဟာသွေးဆောင်ဖြားယောင်းမခံရဘူးဘာကြောင့်လဲဆိုတော့တန်စင်ဆိုတာကိုပျောက်သွားတာဆိုကြပါစို့ပတ်လုံးတန်လေးတွေတေးသေးချာချာနားထောင်ကြည့်တစ်လုံးတန်ပြီးမှတစ်လုံးလာတာအဲ့လိုပဲအတန်တစ်ခုပြီးမှတစ်ခုလာတာအဲ့ဒါကိုအခုဖြစ်ဆဲကလေးကိုဖြတ်ပြီးတော့တိနေတယ်ဆိုရင်အရင်အတိတ်ကလေးကဒီပြစ္ဆုတ်ပံကိုဘာမှမပံ့ပိုးနိုင်တော့ဘူးလေအဲ့ဒီမှာဘာမှအဓိပ္ပာယ်လည်းဖော်လို့မရဘူးကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မပါတော့ဘူးဟုတ်လားပြစ္ဆုတ်ပံမှာတဲ့နေနိုင်ရင်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မပါတော့ဘူးကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မပါဘူးဆိုရင်မမောတယ်ဆိုတာလာဦးမလားမလာဘူးခုဒကာဓမ္မတို့ဦးဇင်းတို့တွေက
Eri a date in a nagat in a piece of bandigo, your tweet like the Akajaro. Eri Ayunga, the Garamado was into your seku. Da Kone no, Dang Menushimanga Kone no, do a go so, do it on Pion Doyo. Eri my jai de Surala. The Adana but the Bidola. But you got the channel but the Bidon and the Locas and Nachi. Minesura Nenelli a sick by lady go, Tetelo Miemido, Chambido Chidora, no the Gaido, Hola. Eri Bijigago, Sacanello Chiga Miane, Ayada Mama Bo, Bijiga Gonelo Lemediu, Lare Lemediu, Ure Lemediu, Hola. Didn't Yareji on a leve, Medi, Dinaliji, the Honaliji, the Sega Emidam Yane Cajaro, Bijiga the Chalongo, there's what the Carebe Mianite de Lutine, among Sega Lepsi de Drema, Gradin of Chibi Chodua. Eri a Chinglima, a Konu, a Kubiku. Keep you like that. A day is a body, Kunu Jodana. Hola, who Jodana is with another on Jorava, the Gagata of Jovabu, or Bishop should be your Larava. Hola, though a cooptionida, when the cooptionida had your bit of mean like the Akajaro. Sega Bishop Tere, Menina in the Akajaro, Eri Bijigaga, not they Lara Bijiga, Menongago Jai should be the Hoduga, Kuseko Bashidwara. Do some Piang Dwara. Erima Sidi, the Nadati Rupin, Buddha, Daga Salu Biorano. Nale Buga Ajiji, no the Gajido. Hola, a coup other lube, Mimian and Mia, Jaja the Miago. Pisoban, a culo, Mapshan 9 day a dredger. The Nia Pian Sega, a degu, Yo Duabido, a dega hariga, Bunjaki Timbido, Goya Segu, Piao needed a Kajaro, Hatatoro Gonabe. Mianuzia Doro Gonabe, Edija Babsha Duabido. Lobari should be bo, Diti should be bo, Hola, the body I don't know, Biopjara, no, the Gajimia Narema, Univa, the body I don't know, Nega, Hola. That of this open, she sagely, my Nindi on, neither on Judah, neither Boku, yet Seku, the Namana Diti so that they are Rega. Maswell song nine noble, the you song bit of Madonna noble, the near option, 3 song Piayamu, she would. Adan Hidan so that body bodego was a bit and nego langite, to a day lady, Mumu Biore. Edema 3 song Piang Jin Lule Bari. All they are gone there, no? Pisobama needed Seiko, the Namana Diti Dega, the Niapian Ayuniga, 3 song Piang Lu, Mijabu. A mundane dinner, Lobaga Lutepo, Baga Lute, Lobaga Lute. Hola, era Adan Hidan, a day go Biara, no? Tiaga, or Nenelli, they say the Lungari Piamian Lamdi. Adan Hida, Pirabale, Adan Copan, Paupian Piasi Jim Machido, Pisobamani, say I'm a Paupian, Suludaga Doda, Mepsipulu Pura. Hola, Baguwe Mia, Baguwe Jaya, Minzekana, Jazekana, Seku, Pianine, Janine solution. A take a Wimbido, Manausha solution, Badoda Mapsia machine. Eri Ayunga Doda Pisia Ayun, Loco Sitema, the Boma Pau. The Ayun Luveti later, the Bo Luveti lady. The Aria sent on Mialdibuna, Wibananya, same as she did. Hola the Gayimia. Eri Lupiso, a kaitan lady, Mata Ayun Miave, the Bo Miave, look, Dini Lu Shi, Eri City, number day, Adan Hidan, 3 song Piayan, Makayam. Number net, Doda Psin, Paupian, Piasian, Machine. Even the Aya they are going to let the Bo Bautain. Eri Lupiso, Nijiva. Yes, Wabiagaro, the Tibetan Doji Kulo, and a Pisobama, Nini Hotaraba. No tiny Lutiba. Doyan Doni de Lutiba, Zion, Sani, the Bioyan Bioni. A coop she said, a me papa beetle, and I go the Boba. Eri Ayuma Seka, Shep beetle, nay later. Dago Kaya with an Asida Tamasu beetle, Ayum Limu Piano, the Tibetan Limu of Shepula. Chideno, begging a gentle Bioluya, the Tibetan a gentle Bioluyare, Pisubama, needed Lule Biolumia, needed. Elderly Pisubama, Neva, the Tudia Gataga. But a Magata, let me mean no. A day ha big baby, Daja Malaipane. A Naga ha Jaumala de Babu, Daja Miolent down that bit of Pubam Nevane. Hola. Pisubam, she said, the Aligo, Titi Bido, Nebido. Eri Tini de Sigligo, the Namana Deti, Dola de Ariga, 3 song Piayan, Paupian Piasi on Pusajin and Lunade, the Wibadana Sigligo, we do a Yampina Shido Pokudi, a new Puhaji, a Miera, Wamia, Nizene, Juda Nizene. Ella Dudia Gata. Hola. Edalu Nilushi,
တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာအင်မတန်မှပေါ့ပါမယ်အင်မတန်မှလွတ်လပ်မယ်နေနိုင်ဖို့တော့တော်တော်ခဲရင်မယ်နော်ရတဲ့အကျိုးကျေးဇူးကလည်းတခေတ်ကိုအဖိုးတန်ကြီးဆိုတော့ရအောင်လုပ်ဖို့လည်းတော်တော်ခဲရင်ပါပဲဟုတ်လားအဲ့ဒီလိုနေတဲ့ပုဂ္ဂိုလ်ရဲ့တာရကကိုဦးဇင်းတို့နည်းနည်းဖြတ်ပြီးတော့ပြောခြင်းတယ်နော်တခါကြီးဦးဇင်းကဒီတရားကိုအခုစပြီးတော့ဟောတာနော်အဲ့တော့အချိန်တွေကတော့အပိုလူတွေရှိခြင်းရှိမှာနော်အေးအဲ့ဒီတော့ဦးဇင်းတို့ဘု து အကြောင်းကိုပြောခြင်းတုံးဆိုတော့ဟောဒီပေသက်ကြီးအကုန်လုံးသိတဲ့တေမိယဇစကားမပြောဘဲနဲ့နေတော့မင်္ဂလာမရှိဘူးဆိုပြီးတော့ခမဲတော်ကြီးကနှင်ထုတ်လိုက်တော့ယသိဝတ်သွားတာကြားဘူးတယ်နော်ဘာလို့စကားမပြောတာလဲဟင်ငရဲကြမှာကြောက်လို့တကွက်တော်ကြော်သွားတယ်နဲ့တူတယ်ဘယင်လောက်မှဆိုလို့နော်အဲ့ဒီတော့အဲ့ဒီတေမိယယသိကတကယ်ကိုသူတော်ကောင်းအကျင့်ကိုကျင့်ကြင်လို့အဋိဌံပါရမီကြီးအကြီးအကျယ်ဖြည့်ပြီးတော့ဒီဇလန်းကြီးကိုအရှိကြီးမပြောတော့ဘူးနော်အဲ့ဒီမှာနောက်ဆုံးတိုးတဲ့ရောက်တော့ယတိယဟန်ဝတ်ပြီးတော့နေလိုက်တယ်အဲ့ဒါအဖေမေကလာပြီးတော့နောက်တော့လာမဖူးမြော်ဘူးလားဖူးမြော်တယ်နော်ခမဲတော်ကြီးနဲ့မေတော်ကြီးနဲ့ကလာပြီးတော့ဖူးမြော်တော့သားကဧည့်ခံတယ်အဖေနဲ့အမေကိုဘာနဲ့ဧည့်ခံလဲဆိုတော့ကံပြင်းရွက်ပြုတ်စီလည်းမပါဘူးစားလည်းမပါဘူးတိုးထဲမှာဘာမှမရှိဘူးလေအဲ့ဒါကိုမီးနဲ့ပြုတ်ထားတဲ့ကံပြင်းရွက်ပြုတ်ရေလုံပြုတ်အဲ့ဒါကိုခမဲတော်ကြီးစားပါအဲ့ဒါခမဲတော်ကြီးကထိနှံစည်းစိမ်နဲ့ဖိတ်မှန်တကပြုတယ်ငါသားငယ်သေးတယ်ကြီးမကျင့်မှာအကုန်လုံးပဲ့တယ်ပဲ့ပြီးတော့အဲ့ဒီမှာခမဲတော်ကြီးကဘာမှမလျှောက်သေးခင်မှာသားကိုကြည့်အယောင်လေးတောင်ထွက်လို့မျက်နှာကလည်းကြည်လင်းလို့စားတဲ့အစားအစာကကံမြင့်ရွက်ပြုတ်နေတာကတောထဲမှာတယောက်တည်းဘာမှပြောစရာအာရုံလည်းရှိတာမဟုတ်ဘူးအဲ့ဒါလိုပတ်ဝန်းကျင်အခြေအနေမှာအဲ့ဒါလိုအာဟာရကိုသုံးဆောင်ပြီးတော့ဒီလိုအခြေအနေကြီးနဲ့နေပြီးတော့ငါသားရဲ့အရေးအချင်းကအင်မတန်ကြည်လင်းနေပါလားသူ့စိတ်ထဲမှာနားမလည်နိုင်ဘူးလေအဲ့ဒါနဲ့ခမဲတော်ကြီးကပုံမှန်လင်းလင်းပဲပြောတယ်ငါသားတဲ့စားတာကလည်းကြမ်းကြမ်းထန်ထန်နေတာကလည်းအဖို့မမိတယောက်တည်းတောထဲမှာပြင်းစရာကြီးအဲ့ဒါလိုနေပြီးတော့အရေးအချင်းကြတော့သိပ်ပြီးတော့တောက်ပနေပါလားကြည်လင်းနေပါလားတန့်ရှင်းနေပါလားအဲ့ဒါဘာကြောင့်လဲဆိုအဲ့ဒီမှာရှင်ယသိကသူ့ရဲ့အရေးအချင်းတင့်တယ်ခြင်းရဲ့အကြောင်းကိုအများကြီးပြောပြပါတယ်အဲ့ဒီတည်းကဥစဉ်လူချင်းကလေးပြောပြနော်အတိတနာနုသောသာမိနပဇပ္ပါမိအနာဂတံပိစုပန်နေနယာပေမိတေနဝန္နောပတိရတိတာတာခမီးတော်နတ်အိုမင်းမြတ်အဟံငါသည်အတိတံဖြစ်ခဲ့ပြီးသားအတိတ်တွေကိုနာနုသောသာမိပြန်ပြီးတော့မစိုးရိမ်ပါဘူးဘာတွေဖြစ်ခဲ့ပြီလို့ငါမှစိုးရိမ်တရားဘာမှမရှိဘူးစိုးလည်းမစိုးရိမ်ဘူးဒါပေမဲ့တချို့မကောင်းတာတွေလုပ်ထားရင်တော့စိုးရိမ်ကောင်းစိုးရိမ်ရမှာပေါ့နော်ဒါလေးကလည်းသတိထားမိသေးတယ်ဦးဇင်းကဟုတ်လားသူကအတိတ်နဲ့ပတ်သက်ပြီးတော့သူဘာမှမစိုးရိမ်ပါဘူးတဲ့ပြီးခဲ့ပြီတဲ့အတိတ်နော်အတိတနာနုသောသာမိနပဇပ္ပါမိအနာဂတံအနာဂတံဖြစ်ပေါ်၍မလာသေးတဲ့အနာဂတ်ကိုလည်းပဲနပဇပ္ပါမိငါတောင့်တပြီးတော့မနေပါဘူးဘာဖြစ်ချင်တာလို့ငါမှဘာမှမရှိဘူးတဲ့ပိစုပန်နေနယာပေမိပိစုပန်နေနအခုဖြစ်ပေါ်နေတဲ့ပိစုပန်အခိုက်အတန့်ဖြင့်ယာပေမိငါမျှတနေတယ်ဒီစကားလေးအင်မတန်သဘောကျတာပဲကြည်လဲကြည်ညိုတယ်အင်မတန်ကောင်းတာပဲအခုပိစုပန်ကလေးနဲ့သူမျှတနေပါတယ်တဲ့မျှတတယ်ဆိုတဲ့စကားလုံးလေးဒကာကြီးဒကာမကြီးများမျက်နှိုးစရာမကောင်းဘူးလားမျှတပြီဆိုမှတော့ချမ်းသာပြီပေါ့ဗျဟုတ်လားမမျှတရင်မချမ်းသာဘူးပစ္စည်းတွေပေါ်တိုင်းလည်းမျှတမယ်မထင်နဲ့နော်ဒီပြင်အခြေအနေတွေဘလောက်ကောင်းကောင်းစိတ်ထဲမှာမမျှတတဲ့သဘောတွေရှိရင်ရှိနေနိုင်သေးတာပဲလေဟုတ်လားအခုသူကတော့အခုဖြစ်နေတာလေးနဲ့သူရနေတာလေးနဲ့သူရှိနေတာလေးနဲ့လောလောဆယ်အခြေအနေလေးကိုသူကျင့်တတ်ပါတယ်လို့ပြောတာမျှတတယ်ဆိုတာဒါလေးကိုသူစိတ်တိုင်းကြပါတယ်ဟုတ်လားအတိတ်ကို तू မစိုးရိမ်ဘူးအနာဂတ်ကို तू ဘာမှမမျှော်ဘူးအခုအခြေအနေလေးကို तू ကျင့်တတ်ပါတယ်ဒါလေးနဲ့ तू မျှတပါတယ်တဲ့ဒါကြောင့်မို့လို့တေနထိုကဲ့သို့အတိတ်ကိုလည်းပဲစိုးရိမ်ပူဆွေးပြီးတော့မနေဘူးအနာဂတ်ကိုလည်းတောင့်တပြီးတော့မနေဘူးပြစ္ဆုတ်ပံမှာမျှတပါတယ်ဆိုတဲ့အကြောင်းကြောင့်အဟံငါဤမမငါရဲ့ဝင်တော့အရေးစင်းသည်ပတိရတိကြည်လင်တောက်ပလို့နေပါတယ်အဲ့ဒါကြောင့်သူ့ရဲ့အရေးစင်းတွေကတောက်ပနေတာတဲ့နော်
လှတယ်ဆိုတာနဲ့ကြည်ကောင်းတယ်ဆိုတာနဲ့မတူဘူးเนาะတခါကြီးဒီမိုင်းများအဲ့ဒါလို့သူများကြည်ကောင်းတဲ့ကြည်လင်တန်ရှင်းတဲ့ရုပ်ရည်ကိုရကျင်တယ်ဆိုရင်ဒီမှာနီလန်းတစ်ခုတွေ့တာပဲဗျเนาะအတိတ်မှာမစိုးရိမ်နဲ့အနာဂတ်ကိုမမျှော်လင့်နဲ့ဖြစ်နေတဲ့အခြေအနေလေးကိုကျင့်တဲ့ဆမ်းမှာမျှတဆမ်းမှာဒါဆိုရင်ရုပ်ရည်ကြည်လင်ပါတယ်ဟုတ်ရဲ့လားအဲ့ဒီမှာသူကဆက်ပြောသေးတယ်အနာဂတပဇ္ဇဘာယအတိတတ္တနုသောဇနာဧတေနာဘာလသုတ်တံတိနလောဝဟရိတောလူတော်ဟောဒီလောကကြီးမှာဉာဏ်ပညာနည်းတဲ့အသိဉာဏ်နည်းတဲ့လူမိုက်တွေဟာတဲ့ရရဆက်ဆက်ပြောတယ်လို့တော့မထင်သေးခြင်းဘူးနော်ဒါရှင်ရသေးကပြောတာဉာဏ်ပညာမရှိတဲ့လူမိုက်တွေဟာတဲ့ပြီးခဲ့ပြီးသားအတိတ်ကိုတွေးပြီးတော့သူတို့ညှို့စိုးရိမ်ပြီးတော့ပူပန်းနေတယ်မဖြစ်ပေါ်သေးတဲ့အနာဂတ်ကိုသူတို့အများကြီးမျှော်လင့်ပြီးတော့အိန္ဒိမယဖြစ်နေတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တုံဆိုတော့နလောဝဟရိတောလူတော်စိမ့်ဆိုးနေတဲ့ကျူပင်လေးကျူပင်ဆိုတာအင်မတန်စိမ့်ဆိုးပါတယ်နော်အဲ့ဒါကိုဆွဲပြက်ပစ်လိုက်ပြီဆွဲပြက်ပြီးတော့ချထားလိုက်တယ်ခဏနေဘာဖြစ်သွားလဲညှိုးပြီးတော့ကြားလေးညှိုးချောက်ပြီးအဲ့ဒါလိုပဲတဲ့အတိတ်ကိုတွေးပြီးတော့ပူတဲ့လူတွေအနာဂတ်ကိုတွေးပြီးတော့မျောလင့်တောင့်တနေတဲ့ပုဂ္ဂိုလ်တွေပြစ္ဆုတ်ပန်းနဲ့ရောင်ရဲမျှတအောင်မနေနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစိမ့်ဆိုးနေတဲ့ကျူပင်ကိုနှုတ်ဖြတ်ပြီးတော့ထားလို့ညှိုးငယ်နေတဲ့မျိုးအဲ့ဒီလူပုဂ္ဂိုလ်တွေဟာညှိုးငယ်နေမှာပဲအဲ့ဒီလူတွေရဲ့အရေးဆွင်းဟာ6တွေ့နေမှာပဲကြည်ရတာမင်္ဂလာမရှိကြက်သေးမရှိဖြစ်နေမှာပဲတဲ့ဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဘဝမှာကြီးကြီးလင်းလင်းချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါအနှစ်သာရရှိရှိဉာဏ်ပညာကြီးကြီးဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံမှာနေတဲ့အလေ့အကျင့်ကိုအများကြီးရအောင်မွေးမြူပါဟုတ်လားဒါကရှင်ရသေးရဲ့အကြောင်းလေးပြောเสียအကောင်းဆုံးတို့လူငယ်တွေလည်းပါနေတဲ့တကြောင်ရည်ရွယ်ပြီးတော့ပြောလိုက်တာနော်ရုပ်ရည်အစဉ်တင့်တယ်ခြင်းနဲ့ကြည်ကောင်းစေခြင်းနဲ့ကျက်သေးမင်္ဂလာနဲ့ပြည့်စုံစေခြင်းနဲ့ဆိုရင်အတိတ်ကိုတွေးပြီးတော့ဆိုရင်မနေနဲ့အနာဂတ်ကိုမျှော်လင့်မနေနဲ့ပြစ္ဆုတ်ပံလေးနဲ့မျှတအောင်နေအဲ့ဒါလို့မှမနေတတ်ဘူးဆိုရင်ကိုယ့်ရဲ့ဘဝဟာညှိုးငယ်ပြီးတော့ရိပ်ဖြတ်ထားတဲ့နှုတ်ဖြတ်ထားတဲ့ကျူရိုးတွေလို6တွေ့နေလိမ့်မယ်လို့သူကဒီလိုပြောတာဟုတ်လားအစာပိုင်းသူပြောပါသေးတယ်ဗျာသူဘာကြောင့်ရုပ်ရည်အစဉ်ကြည်လင်တာလဲဆိုတော့တဲ့သူတယောက်တည်းနေရတဲ့တကြောင်ကြည်လင်တာတဲ့အများနဲ့နေရရင်ဒုက္ခတွေကတမျိုးစီပေးနေတာဟုတ်ဗျာဒါဥစဉ်ကပုံဝင်လင်းလင်းပြောတာများတယ်ဆိုတာဘာများတာလဲဆိုတော့ဒုက္ခတွေများတာပါပဲကိုကတခါတော့ထင်ကောင်းထင်မယ်ပေါ့ဗျာအတိုင်းဝိုင်းတွေများတယ်အချမ်းဟန်တွေများတယ်ဆိုရင်ဟာဒါဘေးကလည်းပြောကြတာကိုတော်တော်အကျိုးပေးကောင်းတယ်သူဆင်းရဲနေတာသိချင်မှသိမှာကိုဗျဟုတ်လားအဲ့ဒီတော့ဘာတွေများတာလဲလို့မေးရင်တကယ်ကတော့ဒုက္ခတွေများတာပါပဲဟုတ်လားအဲ့ဒီတော့ရှင်ရင်သေးကသူတယောက်တည်းနေရတဲ့အတွက်ကြောင့်ကိုသူ့မှာကြည်လင်းနေတယ်ဒါကလည်းပျော်လဲပျော်အောင်မှနော်ထားပါတော့အဲ့ဒီတော့ဦးဇင်းတို့အတိတ်မှာစိတ်ကိုအစင်မလိုက်ဖဲနဲ့အနာဂတ်ကိုမမျှော်လင့်မဲနဲ့ပြစ္ဆုတ်ပံမှာနေတတ်မယ်ဆိုလို့ရှိရင်ဒါပညာရှိသူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုလိုက်ပြီးတော့ကိုအစင်မြင့်မြင့်နေထိုင်ကျင့်သုံးရာရောက်တယ်လို့ဒါဥစဉ်နှစ်ကားထားပြီးကြဆိုနော်နောက်ထပ်ဘယ်နှကားထားကြံသေးတော့နှစ်ကားထားကြံသေးတယ်ဒါကြားတဲ့ကတေမိယဆက်ကလေးကတာရကလေးဥစဉ်ကထိုးပြန်လိုက်တာဟုတ်လားအဲ့ဒီတော့ဥစဉ်တို့တတိယကားထားဆက်ပြီးတော့သွားကြစို့နော်ဧဇေဝကိစ္စမာတပံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာဒီကာထာလေးကြတော့ဒကာကြီးတွေကကြားဘူးကြားလိမ့်မယ်ဗျနိဗ္ဗာန်ဆိုလေးမကြာခဏရွတ်တယ်လေဧဇေဝကိစ္စမာတပံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာအင်မတန်ကောင်းတဲ့ကာထာဗျအခုလှုပ်เสียရှိတဲ့အလုပ်ကိုအခုပဲလှုပ်လိုက်ပါတဲ့ဟောနော်ဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါဘာကြောင့်လဲဆိုတော့မနေ့ပြန်ရှင်သန်နေပါမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးတဲ့လောင်ကြီးစားကြီးလုပ်မယ်ငါမနေ့ပြန်မသေးသေးဘူးလို့အဲ့ဒါလို့တော့မပြောနဲ့နော်ဟုတ်လားဒါသေခြင်းလဲသေနိုင်တယ်သေမယ်လို့သူကလည်းကံသေကံမမပြောပါဘူးဟုတ်လားသေခြင်းလဲသေမယ်ရှင်ခြင်းလဲရှင်မယ်ပေါ့အဲ့ဒီမှာတစ်ချက်စဉ်းစားရကောင်းတာကသေသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီနေ့သေတယ်ဆိုရင်မနေ့လောက်ကသူတို့ငါမနေ့ပြန်သေလိမ့်မယ်လို့သူတို့သိကိုမသိဘူးမသိဘဲနဲ့သေသွားတာသိပြီးတော့သေတဲ့မသားအင်မတန်နဲပါတယ်ဟ
ဟုတ်လားယောဂါတွေနှိမ့်ဆက်ပြီးတော့ငါတော့သိမြန်းသိမလားဒါတော့မှတချို့သိလောက်သေးပါဘူးလို့ထင်ပြီးတော့သိသွားတာပဲဟုတ်ရဲ့လားဒါကြောင့်ဒီမှာပြောထားတာမနှက်ဖြန်ရှင်နေပါမယ်လို့မနှက်ဖြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့သိစရာအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီးတနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာလက်နက်တွေအများကြီးပိုင်တဲ့သေမင်းနဲ့သေမင်းဆိုတာဘာတုံးဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာဗျသေမင်းကဒီပြင်နေရာနဲ့ဘဝကနေပေါ်လာပြီးတော့ဂုတ်ချိုးသွားတာမဟုတ်ဘူးလေဟုတ်လားဒါပေမဲ့တင်စားပြောတာလက်နက်တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့မြတ်စွာဘုရားကအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရမယ်သေတရားအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသိနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းပဲချွတ်တဲ့သိနိုင်တာပဲဟုတ်ရဲ့လားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနဲသွားတာပဲတရက်နေပြီးရင်တော့တရက်စာနဲသွားတာတော့အမှန်ပဲဒါဘယ်လို့မှမငင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတရက်နေပြီးရင်တော့တရက်နေတရားကံနဲသွားပြီဆိုတာတော့သိကြတယ်အဲ့ဒါလို့နဲ့ခင်ဗျားတို့ကျွတ်တို့ဟာတဖြည်းဖြည်းနဲ့ရှေ့တိုးเสียမရှိတော့ဘဲနဲ့ဂျောင်ပိတ်မိမှာပဲဗျဟင်ပြေးတော့ပြေးနေတာပဲပြေးရင်နဲ့ရှေ့ကဘာဖြစ်လဲနောက်တော့ပြေးမရတဲ့အခြေအနေရောက်သွားမှာပဲပြေးเสียမြေမရှိဟင်ဒါပေမဲ့အကြာကြီးနေရအောင်မလို့ထင်းနေတာလဲခက်တော့ခက်တယ်နော်အေးဒီမှာမြတ်စွာဘုရားဒါလေးကိုပြောတာဒါကြောင့်သေခြင်းတရားကိုနဲ့သဘောပေါက်ဖို့လိုတယ်ငယ်တယ်ကြီးတယ်မဟုတ်ဘူးဟုတ်လားဒါကြောင့်ဒီတတိယဂါထာလေးကဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါတဲ့ဣဇေဝကိစ္စမာတ္တပံကိလေသာတွေကိုငြိမ်းချမ်းသွားစေတဲ့အလုပ်ဒီသာနဲ့အကောင်းဆုံးအလုပ်ဖြစ်တယ်ကျန်တဲ့အလုပ်တွေကအလုပ်လို့တောင်ပြောရမှာတောင်မှအလုပ်သိက္ခာကြပါတယ်ဗျာရှင်းပြောရရင်ဟုတ်လားဒီမှာမြတ်စွာဘုရားကကိလေသာငြိမ်းစေတဲ့အလုပ်ဒီသာနဲ့လူသားတွေနဲ့အထိုက်တန်ဆုံးအလျော်ကန်ဆုံးအလုပ်ပဲဘာကြောင့်လို့သာသနာနဲ့တွေ့တယ်ဉာဏ်ရှိတယ်လူဖြစ်တယ်ကျန်တဲ့အလုပ်တွေဆိုတာကတော့တိဋ္ဌာန်တွေလည်းလုပ်နေတာပဲလေသူတို့ဘဝယတ္တိရေးအတွက်ကတော့ဘာမှသိကွာလာတာမဟုတ်စားဝတ်နေရေးဆိုတာလူနဲ့တိဋ္ဌာန်နဲ့သိကွာတာမဟုတ်ဘူးလေစားဝတ်နေရေးအစဉ်မြင့်လုံနိုင်ုံမြတ်နဲ့လူဘဝရဲ့တန်ဖိုးနဲ့ထိုက်တန်ပြီလို့ဘယ်လို့မှပြောလို့မရဘူးအထူးသဖြင့်သာသနာနဲ့တွေ့နေတဲ့ဒကာဓမ္မတို့ဦးဇင်းတို့နဲ့ပိုးပြီးတော့ဒီအလုပ်တွေကိုအလုပ်လို့ပြောလို့မထိုက်တန်ဘူးသာသနာနဲ့မတွေ့တဲ့လူတွေဆိုကတော့အဲ့ဒီအလုပ်မလုပ်လဲဒီပြင်အလုပ်လုပ်မှာဆိုတော့သူတို့ကိုသိပ်ပြီးတော့မဝေဖန်လို့ပါဘူးဟုတ်လားသာသနာနဲ့တွေ့နေတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ဒီသာလျင်ကိလေသာငြိမ်းချောင်းအလုပ်ကိုလှုပ်ချင်းဒီသာနဲ့အကောင်းဆုံးအလုပ်ကျန်တဲ့အလုပ်ဒီအလုပ်လို့ပြောရမှာတောင်ခက်အလုပ်တွေလို့သဘောပေါက်စေခြင်းဒါကြောင့်မြတ်စွာဘုရားကအာတပံကိလေသာကိုငြိမ်းချေတဲ့အလုပ်အာထုတ်ခြင်းဝရိယဆိုတဲ့အလုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါမနေ့ပြန်ရှင်အောင်မယ်သေအောင်မယ်ဆိုမှမသိပါဘူးဘာကြောင့်လဲသေเสียအကြောင်းတရားတွေအများကြီးကိုရှင်ဝယ်ပိုက်ထားလို့စာလို့တိတိကျကျပြောရရင်စစ်တီပေါင်းများစွာပိုင်ဆိုင်တဲ့သင်မင်းနဲ့ချိန်ထားတာမရှိပါဘူးတဲ့ဟုတ်လားအေးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကဘယ်သုတ်တန်လေးကိုတက်တည်ထုတ်ချင်တာလဲဆိုတော့ဦးဇင်းတို့သဂါထဝကတန်ရုပ်ပါဠိတော်မှာအာယုသုတ်တန်ဆိုပြီးတော့ဟောထားတာရှိအာယုဆိုတာအသက်အဓိပ္ပာယ်ရတယ်ဒါတော့သိပါတယ်နော်တခါကြီးတို့ဟုတ်လားအာယုအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုတရားဟောနေတယ်တဲ့ဇေတဝန်ကျောင်းတော်မှာဘယ်နဲ့ဟောနေသလဲဆိုတော့အပ္ပမိဒံဘိခဝေမနုဿာနံအာယုဘိခဝေจิตာယဟန်တော်တို့မနုဿာနံလူသားတို့ရဲ့ဣဒံအာယုဟောဒီအသက်ဆိုတာအပ္ပံတကယ်မှနည်းနည်းကလေးလူတွေရဲ့အသက်ဆိုတာလူသားတွေရဲ့အသက်ဆိုတာဘာတဲ့တော့နည်းနည်းလေးတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ကအများကြီးလို့ထင်တယ်သုံးမကုံလောက်အောင်ရှေ့မှာအကြာကြီးကြံသေးတယ်လို့ထင်တယ်ဘုရားဘယ်လိုပြောနေတာလဲအသက်ဆိုတာနည်းနည်းလေးတဲ့နော်အပ္ပမိဒံဘိခဝေမနုဿာနံအာယုဂမဏီယောတံပရာယောတမလွန်ခရီးကိုတေချာပေါက်သွားရလိမ့်မယ်ဂမဏီယောတံပရာယောတမလွန်ခရီးကိုတေချာပေါက်သွားရမယ်တဲ့ဘာဆက်ပြောတော့ကတ္တဗံကုတလံစရိတဗံဗြဟ္မစရိယံနတ္တိဇာတတအမရဏံကုတလံကောင်းတဲ့အမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြဟ္မစရိယံမြတ်တဲ့အကျင့်ကိုစရိတဗံဤကျင့်သုံးတိုက်ကုန်၏နှစ်ချက်တိုက်တွန်းတယ်နော်အသက်ဆိုတာတူတူလေးနည်းနည်းလေးသေချာပေါက်တမလွန်ခရီးကိုသွားရမယ်
ဒါလေးပိုင်းနေတဲ့အချိန်ကလေးမှာနှစ်ချက်တိုက်တွန်းတယ်ကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါတဲ့ပိဋကပြောကြည့်စမ်းပါဗျာကောင်းမှုကိုပြုပါမြတ်သောအကျင့်ကိုကျင့်ပါဘာကြောင့်ကောင်းမှုကိုပြုပါလို့တလုံးနဲ့မပြောရသလဲဘာကြောင့်မြတ်သောအကျင့်ကိုကျင့်ပါလို့ဒီတစ်ခုတည်းမပြောရသလဲဒါမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်ကောင်းမှုကြတော့တန်တရားတွေနဲ့ချီးပြီးတော့နေရအောင်ပါလေဒါနတွေသီလတွေဘာဝနာတွေပြုမြတ်သောအကျင့်လည်းကျင့်ဝိပဿနာတရားတွေကျင့်နော်နှစ်မျိုးပြောတာနော်ပြည့်စုံအောင်ပြောတာနော်ကတ္တဗံကုသလံကောင်းမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြဟ္မစရိယမြတ်တဲ့အကျင့်ကိုစရိတ္တဗာနေကျင့်သုံးတိုက်ကုန်၏နတ္ထိဇာတတ္တအမရဏံဇာတတ္တမွေးဖွာလာသောတတ္တဝါအာအမရဏံမသိဘူးဆိုတာနတ္ထိမရှိနိုင်ဘူးမွေးဖွာလာတဲ့တတ္တဝါမသိဘူးဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့သေချာပေါက်သိမှာပဲတဲ့အင်မတန်ရိုးတဲ့တရားပါတခါကြီးများဟုတ်လားမွေးဖွာလာတဲ့တတ္တဝါသေချာပေါက်သိမယ်တဲ့ဘာဆက်ပြောတော့ဆိုတော့မြတ်စွာဘုရားကရုဏာကြီးကြောင်းအင်မတန်ပေါ်လွင်တယ်ယောဘိခဝေရှိရန်ဇိရတိသောဝတ္တတတအပံဝါဘိညောဘလောက်ဖိတ်အသက်ရှိပါတယ်ပြောတဲ့ချစ်သားတို့အလွန်ဆုံးနေရာမှာတရားပို့နေနေပေါ့တဲ့မြတ်စွာဘုရားကတခါကြီးဒီမိုင်များအလွန်ဆုံးနေရာမှာတရားပို့ရင်နေနေပေါ့အဲ့ဒီရောက်တော့သေချာပေါက်သိမှာနော်အဲ့ဒီလိုမြတ်စွာဘုရားကအဲ့ဒီလိုအသက်နဲ့ပတ်သက်ပြီးတော့ဒေသနာတော်ကိုယဟန်တော်တွေကိုဟောနေတာအဲ့ဒီဟောနေတဲ့အခိုက်မှာဘယ်သူရောက်လာလဲဆိုတော့မာနရောက်လာတယ်မာနကတန်တရားထွက်ရလန်ကြိုးစားတဲ့ပုဂ္ဂိုလ်ကိုသူကသူ့ရန်သူပဲသူကမထွက်စေခြင်းဘူးတန်တရားထဲမှာကျင်လည်ဖို့ဆိုရင်သူကောင်းကောင်းအားပေးတယ်ဟုတ်လားအခုလည်းရှိတာပဲဗျမာနကသူ့ရဲ့လက်အောက်ငယ်သားတွေလည်းအများကြီးပဲတန်တရားထွက်ဖို့လုပ်ပြီဆိုရင်တော့တစ်ခုမဟုတ်တစ်ခုအနှောင့်အယှက်တစ်ခါတလေကြုံရတတ်တယ်နော်တကယ်ကြီးမိုက်မြထားပါတော့အခုအဲ့ဒီမာနကအဲ့လိုမြတ်စွာဘုရားကြီးရောက်လာပြီးတော့မကောင်းတဲ့စိတ်သဘောထားတွေနဲ့ယဟန်တော်တွေကိုအာယုံနောက်အောင်ပေါ့ဗျာခေတ်စကားလေးနဲ့ပြောရရင်ဟုတ်လားဂါထာလာရွတ်တာသူရွတ်တဲ့ဂါထာကမာနရွတ်တာဆိုတော့တေချာပေါက်ကောင်းမှာမဟုတ်ပါဘူးလို့တခါကြီးမိုင်များစဉ်းစားပြီးတော့ပြောမယ်မာနရွတ်တာကိုဘယ်ကောင်းမှာလဲဒါပေမဲ့တိုက်ဆိုင်ခင်ဗျားတို့ကျုပ်တို့သဘောထားနဲ့တော်တော်ကြီးတူနေတယ်အဲ့ဒါလိုပြောတော့နာတော့မနာကြနဲ့ပြီးရင်တူမတူဆိုတာသိရလိမ့်မယ်ဟုတ်လားမာနရွတ်တဲ့ဂါထာကဘယ်သူနဲ့တူနေတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့သဘောထားကလေးနဲ့ချွတ်ဆွတ်ပဲတူသလားပုဂ္ဂတိကပဲလားဆိုတော့ပြီးရင်တခြားစဉ်းစားကြည့်နော်ဒကာကြီးဟုတ်လားမာနကဘာရွတ်ပြတော့ဆိုတော့ဒီဃာယုကမနုဿာနနနဟိလေသူပောရိသောစရိယခေရမတောဝနတ္ထိမစ္ဆုတာအာဂမောအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့မနုဿာနလူသားတို့ရဲ့အာယုအသက်ဆိုတာဒီကတကယ့်ကိုမှအရှည်ကြီးပဲလူတွေရဲ့အသက်ဆိုတာအကြာကြီးနေရမှာပါအခုလောလောဆယ်မသေးသေးပါဘူးပိဋိလောလောဆယ်မသေးသေးပါဘူးဆိုတဲ့အမြင်ရှိမရှိဗျာဘယ်လောက်ထိမှန်းထားတော့ဒကမာကြီးတွေဘယ်လောက်ထိမှန်းထားတော့မာနပြောတယ်လို့ဒီကပဲလားအရှည်ကြီးမှန်းထားတယ်မဟုတ်လားဒါဥစဉ်ကကြိုက်ဒကာကြီးများကိုပြောရတာအားနာပါလေဗျာကျုပ်ကိုကျုပ်ပဲပြောပါတော့မယ်ဥစဉ်လည်းအနည်းဆုံး80လောက်တော့နေရမယ်လို့မှန်းထားတယ်ဘယ်သူနဲ့တူနေတော့မာနပြောတာနဲ့တူဟုတ်လားဒီမှာမာနကပြောတယ်နော်ဒီဃာယုကံမနုဿာနလူတွေရဲ့အသက်ဆိုတာအရှည်ကြီးပဲတဲ့ဘာဆက်ပြောတော့ဆိုတော့သူပေါ်ရသောဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သည်နံထိုအသက်ကိုနဟီလေယမကဲ့ရဲ့မရှုံချရအသိဉာဏ်ရှိတဲ့လူကအသက်ကိုအပြစ်မတင်တယ်ဘူးတဲ့ဘယ်သူအယူဆတော့မာနရဲ့အယူဆလူတွေကဘယ်လောက်ထိအသက်ကိုအပြစ်မတင်တယ်ဆိုတော့သေတဲ့အကြောင်းကြားကိုမကြားခြင်းဘူးသေတဲ့အကြောင်းပြောလို့ရှိရင်ဘာပြောတယ်မင်္ဂလာမရှိချက်သေးမရှိမနဲ့စောစီဘာတွေလာပြောတာလဲဘယ်သူအယူဆနဲ့တူနေတာမာနယူဆဆွတ်ပဲလားနော်ဒီဃာယုကမနုဿာနနဟိလေသူပောရိသောဉာဏ်ရှိတဲ့လူဟာအသက်ကိုမကဲ့ရဲ့တင်ဘူးမရှုံချတင်ဘူးတဲ့ဒါမာနယူဆနော်ဘာဆက်ပြောတော့ဆိုတော့ဥပမာလေးနဲ့တောင်ပြောတယ်ဗျာသူကလည်းဉာဏ်ရှိတာပေါ့ဗျာမာနကလည်းဘာပြောတော့ဆိုတော့ခိရမတောဝနွားတို့ကိုတောက်ပြီးတော့ရစ်နေတဲ့စိန်ကြနေတဲ့ကလေးကဲ့သို့စရိယကျင့်သုံးရ၏အနှစ်နဲ့ပြည်စုံတဲ့မလိုင်ဘက်တွေနဲ့ပြည်စုံတဲ့နွားတို့တွေတောက်ပြီးတော့ဟုတ်လားစိန်ကြပြီးတော့ရစ်နေတဲ့ကလေးလိုကျင့်ရမယ်တဲ့ကျင့်မကျင့်ဗျာ
တခါတလေတော့ချင်းတာပေါ့ဗျာဟုတ်လားနွားတို့တောက်ပြီးသားကလေးဇိမ်ကြပြီးတော့နေသလိုမျိုးဘဝကိုနေပြစ်လိုက်ရတယ်တဲ့မာနကပြောတာနော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တခါလေဘဝမှာတကယ်ရင်မှုပြီးတော့ကိုယ့်အကိုตายရပြီးတော့ဒါတိကိုယ့်အကိုရင်မှုတယ်လို့တော့မထင်ဘူးပေါ့ဒါပေမဲ့လို့နေချင်းသေးတယ်ဘဝမှာနေရတာမပြင်းပါဘူးဘာဖြစ်နေအောင်ဆိုဘဝတဏှာဟုတ်လားနွားတို့နဲ့ရစ်နေတဲ့ကလေးနဲ့တခါတလေတူးနေတယ်မဟုတ်လားအဲ့ဒါမာနကပြောတာနွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးလိုကျင့်ရမယ်တဲ့နောက်ထပ်ဘာဆက်ပြောလို့ဆိုတော့နတ္ထိမစ္ဆုတအာဂမောသေခြင်းတရားကတော့လောလောဆယ်ရောက်မလာသေးပါဘူးတဲ့ဟုတ်လားမစ္ဆုတသေမင်းရဲ့အာဂမောရောက်လာတယ်ဆိုတာနတ္ထိမရှိပါဘူးသေမင်းကြီးရောက်မလာပါဘူးဒါလည်းနည်းနည်းတော့တူတယ်လို့ထင်တာပဲဟင်တခါကြီးတို့ရအဲ့ဒီလိုမြတ်စွာဘုရားကိုတန်ဃာတော်တွေတရားဟောနေတဲ့အခိုက်မှာမာနကအဲ့ဒီကာတာလာပြီးတော့ရွတ်ပြအဲ့ဒီလိုရွတ်ပြတော့မြတ်စွာဘုရားကပြန်ပြီးတော့တုံ့ပြန်ရတာဗောဗျနော်အဲ့ဒီမှာမြတ်စွာဘုရားကမာနရဲ့အယူအဆနဲ့ဆန့်ကျင်ဘက်တရားဓမ္မတို့ဦးဇင်းတွေကြိုးစားပြီးတော့နှလုံးသွင်းရမယ်သဘောထားကလေးကိုမြတ်စွာဘုရားရွတ်ပြတယ်အပမိဒံအပါယုကမနုဿာနံဟိလေယနံသူပောရိသောစရိယာဒိဋ္ဌမတောဝနတ္ထိမေဇုတနာဂမောဘာပြောတာတော့ဆိုတော့မနုဿာနံလူတို့ရဲ့အာယုအသက်ဆိုတာအပံတကယ်မှနည်းနည်းလေးသူပောရိသောဉာဏ်ကြီးသောပုဂ္ဂိုလ်သည်နံထိုအသက်ကိုဟိလေယကဲ့ရဲ့ရှုံချရ၏အသက်ကိုဘာလို့ရမှာလဲလို့ကဲ့ရဲ့ရှုံချရမယ်အသက်ဆိုတာနည်းနည်းလေးသေစရာအကြောင်းတွေအများကြီးရှိနေတဲ့အတွက်ကြောင့်အသက်ကိုရှုံချရမယ်ဥပမာတစ်ခုပြောမယ်ဒီဖန်ခွက်ကလေးဝဲလာတယ်ဟာခဏလေးမင်းကွဲကျင်တဲ့ချိန်ကွဲမှာပဲဆိုရင်ဒီဖန်ခွက်ကိုကောင်းတယ်လို့ပြောမလားမကောင်းဘူးလို့ပြောမလားမကောင်းဘူးလို့ပြောမယ်ဆိုကြမှာဆိုအဖို့တန်တဲ့ပစ္စည်းကွန်ပျူတာပစ္စည်းဝယ်မလာမယ်ဘာအာမခံချက်မှမပါဘူးဟေးမင်းကိုဘာအာမခံချက်တစ်နှစ်လည်းမပေးဘူးနှစ်နှစ်လည်းမပေးဘူးပြည့်ချင်တဲ့ချိန်ပြည့်မှာပဲကွာဆိုရင်အာမခံချက်ပေးတဲ့ပစ္စည်းလောက်တော့တန်ဖို့မထားဘူးအလကားအဲ့ဒီကောင်အဲ့ဒီပစ္စည်းအဆင်မရှိဘူးလို့အဲ့ဒီပစ္စည်းကိုစိတ်ထဲကကဲ့ရဲ့တဲ့သဘောရှုံချတဲ့သဘောမျိုးမသက်ရောက်ဘူးလားဒါကိုအထင်မကြီးဘူးဘာကြောင့်လဲဆိုတော့အချိန်မရွေးပြတ်သွားနိုင်လို့ပစ္စည်းကြတော့အချိန်မရွေးပြတ်နိုင်တဲ့အတွက်ကြောင့်တန်ဖိုးမထားဘူးဆိုရင်ဒီအသက်ကြီးကတော့အချိန်မရွေးမပြတ်နိုင်ဘူးလားအဲ့ဒါကြတော့ဘလို့ဖြစ်နေတယ်အများကြီးတန်ဖိုးထားနေတယ်မကဲ့ရဲ့နိုင်ဘူးမရှုံချနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကဉာဏ်ရှိတဲ့လူဟာဒီအသက်ကိုဘာလို့ရမှာလဲတော့ကဲ့ရဲ့ရှုံချရမယ်တဲ့ဗျာဟုတ်လားအသက်ဆိုတာနည်းနည်းလေးဉာဏ်ကြီးတဲ့လူဟာအသက်ကိုကဲ့ရဲ့ရှုံချရမယ်ခုနကမာနကတော့နှုတ်ရည်နဲ့ရစ်နေတဲ့ကလေးလိုကျင့်ရမယ်လို့ပြောတယ်ဒီမှာမြတ်စွာဘုရားကလည်းမာနကဥပမာနဲ့ပြောတော့ဘုရားကဉာဏ်ပညာအတုမရှိပဲဗျအများကြီးပြောတတ်တာပေါ့ဘာပြောတုံဆိုတော့စရိယာဒိဋ္ဌမတောဝါအာဒိဋ္ဌမတောဝခေါင်းကိုမီးလောင်နေတဲ့ပုဂ္ဂိုလ်ကဲ့သို့စရိယကျင့်သုံးရ၏ကောင်းလိုက်တဲ့ဥပမာဗျာခေါင်းမီးလောင်နေတဲ့လူလူကျင့်ရမယ်တဲ့စိတ်ကူးလေးနဲ့လောင်ကြည့်စမ်းပါအောင်ခေါင်းမီးလောင်နေဆိုရင်ဘယ်ဟာကိုဘာတွေကိုအရင်လုပ်ကြမှာလဲအဲ့ဒီမီးအရင်ငြိမ်းရမှာပေါ့ဟာအိမ်စာတွေဘာတွေတက်ချင်တယ်ဆိုရင်တော့မတက်သေးနဲ့ဦးမယ်ကဲအဲ့ဦးစင်ကုံကုံပြောလိုက်တယ်ဒီပြင်အလုပ်ဆိုတာတော့အသာထားလေခေါင်းမီးလောင်နေတယ်ဆိုရင်ဘာအရင်လုပ်ရမှာလဲအဲ့ဒီမီးကိုအရင်ငြိမ်းရမှာပဲသူ့ထက်အရေးကြီးတဲ့အလုပ်ဘာမှမရှိဘူးအဲ့ဒီလိုပဲလူဘဝရလာတဲ့အခိုက်မှာခေါင်းကိုမီးလောင်တဲ့လူလိုကျင့်ရမယ်ဆိုလိုတာကမြင့်မြတ်စင်ကြယ်တဲ့အကျင့်ကိုတကယ့်ကိုအရေးတကြီးကျင့်ရမယ်ဦးဇင်းတို့မလိုက်နာနိုင်သေးပါဘူးเนาะတခါကြီးမိုင်းမြန်ဟုတ်ရဲ့လားဒါပေမဲ့လို့ကြည်ညိုစရာကောင်းလွန်းလို့တစ်ခါတစ်ခါနှလုံးသွင်းမယ်ဆိုရင်ပီတိတွေဖြစ်စရာကောင်းလွန်းလို့ဦးဇင်းတို့ဒါလေးကိုပြောပြတယ်ဟုတ်လားစရိယာဒိဋ္ဌမတောဝခေါင်းမီးလောင်သူကဲ့သို့ကျင့်ရမယ်တဲ့နတ္ထိမေဇုတနာဂမောမေဇုတသေမင်းရဲ့နာဂမောရောက်မလာဘူးဆိုတာနတ္ထိမရှိနိုင်ဘူးဝါရောက်လာမယ်ပေါ့သေမင်းရဲ့မလာဘူးဆိုတာမရှိနိုင်ဘူးတဲ့မလာမနေလာကိုလာလိမ့်မယ်အဲ့ဒီလိုမြတ်စွာဘုရားကဟောတာဟုတ်လားဒါကြောင့်မလို့ဦးဇင်းကခုနတုန်းကဗတ္တိကရတ္တသုတ်တံရဲ့တတိယဂါထာလေးကိုဒါလေးနဲ့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဘဟုတုတ္တလည်းဖြစ်စေခြင်းလို့ချဲ့ပြတာနော်အဲ့ဒီမှာမာနမျက်နှာမသာမယာဖြစ်ပြီးတော့သူ့နဲ့ပြီးသူပြန်သွားတာဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့အတွက်ကတော့အမျက်ကြံရစ်တာပေါ့ဗျာမာနကြီးတောင်ကျေးဇူးတင်ရမလို့မျိုးပေါ့ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကဒီဗတ္တိကရတ္တသုတ်တံမှာဒီနေ့လှုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါမနေ့ပြန်ရှင်းအောင်မယ်လို့မပြောနိုင်ဘူး
ဟုတ်လားဘာကြောင့်လဲဆိုတော့သေခြင်းတရားပေါင်းမြောက်များစွာဆက်ဆံနေတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်ပဲတဲ့နော်အဲ့ဒါတတိယဂါထာဟုတ်လားအချိန်ကတော့ကွက်တိပဲဗျာနော်နောက်ထပ်တစ်ဂါထာကြံသေးတယ်နော်အဲ့ဒီဏိဂုံးချုပ်ဂါထာလေးဦးဇင်းတို့ဆက်ပြီးတော့သွားရအောင်ဧဝံဝိဟာရိအာတာပိအဟောရတမတ္တန္တိတောတံဝေပတိကာရတောတိတံတောအာစိခတိမုနိဧဝံဤကဲ့သို့အဟောရတမတ္တန္တိတောနေနေညညမပြင်းရှိပဲအာတာပိလုံးလာဝရိယနဲ့ပြည့်စုံသည်ဖြစ်ပြီးဝိဟာရိနေလေရှိသောပုဂ္ဂိုလ်ကိုဝိဟာရိနေလေရှိသောပုဂ္ဂိုလ်ကိုတန်တော်ဘုရားစားရှိသောသူတော်ကောင်းတို့သည်ဗတ္တိကာရတောတိကောင်းသောညတညရှိသောပုဂ္ဂိုလ်ဟူ၍ဝါကောင်းသောညရှိသောပုဂ္ဂိုလ်ဟူ၍အာဟုမိန်ကြတော်မူကြလေကုန်မည်ခုနတုန်းကဤစနစ်ကလေးအဲ့ဒီနှလုံးသွင်းမျိုးလေးနဲ့နေနေညညမပြင်းရှိပဲနဲ့ဒါလေးကလည်းအရေးကြီးတယ်နော်နေနေညညမပြင်းရှိပဲနဲ့လုံးလဝရိယထက်ထက်တန်တန်နဲ့ကြိုးစားနေမယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဗတ္တိကရတ္တကောင်းသောညရှိတဲ့ပုဂ္ဂိုလ်လို့ဘုရားအစရှိတဲ့သူတော်ကောင်းကြီးတွေကချီးမွမ်းကြတယ်တဲ့နေနေညညမပြင်းရှိတော်သူတဲ့ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဒီနားမှာညှိကြတယ်လို့ထင်တာပဲအသိဉာဏ်တွေလည်းထိုက်တလောက်ရှိတယ်ပြစ္ဆုတ်ပံမှာနေနည်းကိုလည်းသိတယ်ငယ်ငယ်လေးတွေကသာကြားဘူးတယ်နော်နေလဲနေတတ်တယ်ဘာကြောင့်မနေတာလဲဆိုတော့အဲ့ဒီနေနေညညပြင်းကြီးခြင်းမရှိပဲဆိုတဲ့စာမိုးဝဲမှာကြာကြတာလေဒီကမကြီးများဟုတ်လားဟုတ်တယ်တခါတလေကိုကိုတိုင်းတရားတရားဖြစ်တယ်လုံလဝရိယနဲ့အာထုတ်ပြီးတော့တကယ်တရားအရာသာလေးကိုတန်တိအားလျော်ဆိုတော့ခံစားဘူးကြတဲ့လူတွေကြီးပဲဖြစ်ပါလိမ့်မယ်နော်တခါကြီးများကိုအကဲခတ်ရတာလေအဲ့ဒါလို့စိတ်ရဲ့တကယ်ချမ်းသာမှုအကျိုးရှိမှုကိုတကယ်ဖြစ်စေတယ်လို့တကယ်လဲသိတယ်တကယ်လဲလုတ်တက်ပါလျှက်ကင်တဲ့ဘာကြောင့်ဒီအချိန်ထိဒကာရမတို့ဦးဇင်းတို့တွေဟာတရားကိုဟုတ်ဟုတ်ဖတ်ဟာအာမခံချက်ရှိအောင်မသိကြသေးတာလဲလို့မေးရင်အဲ့ဒီအဟောရတ္တမတ္တန္တိတောဆိုတာမဖြစ်လို့ပဲနေနေညညမပြင်းရှိပဲတဲ့နည်းနည်းလေးလှုပ်ပြီးတော့ပြစ်ထားလိုက်ကြရောနည်းနည်းလေးလှုပ်ပြီးတော့ပြစ်ထားလိုက်ကြရောပြစ်ထားတာနဲ့လှုပ်တဲ့အချိန်နဲ့ကအစမတန်ကွာလွန်းနေတယ်ကွာလွန်းလို့တော့ဘယ်ရောက်မလဲဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒီမှာဏိဂုံးချုပ်ကလေးအင်မတန်လှတယ်နော်တခါကြီးမှဗျာနေနီးထိုင်နီးကိုလည်းပြောခဲ့တယ်ပြောပြီးတော့ဒါကိုလည်းပဲတကယ်လုံးမသားလျင်ပိဋကရဲ့သိယုံသိတာနဲ့ဗတ္တိကာရတ္ထဖြစ်တယ်လို့ပြောလို့မရဘူးဗျသိယုံသိတာနဲ့ဗတ္တိကာရတ္ထမဖြစ်သေးဘူးအဲ့ဒီသိသည့်အတိုင်းလုံးလဝရိယပြင်းပြင်းထန်ထန်နဲ့နေနေညညနေရောညရောလို့တောင်ပြောထားတယ်နော်ညကို4 နာရီလောက်ပဲအိတ်တယ်ပေါ့လေတကယ်တမ်းကတော့ဟုတ်လားအဲ့ဒါလိုမျိုးကြိုးစားပြီးဆိုတော့မှဗတ္တိကရတ္တကောင်းသောညရှိသောသူတဲ့သိပေမဲ့လို့မကျင့်ရင်လည်းအကျိုးတရားတွေနဲ့ဝေးပြီးတော့စိတ်ကဆင်းရဲနေအောင်မှာပဲဗျဟုတ်လားတခါကြီးမိုင်များသိတာကသိတာပဲလေကျင့်ပြီးတော့သိတဲ့အသိနဲ့တွေးပြီးတော့သိတဲ့အသိစာဖတ်ပြီးတော့သိတဲ့အသိဘလို့မှမတူဘူးလေဟုတ်လားဒါကြောင့်မြတ်စွာဘုရားကနေနီးထိုင်နီးကိုလည်းပဲပြည့်စုံအောင်တကယ့်ကိုအကျဉ်းချုပ်ကလေးနဲ့ပြည့်စုံအောင်ညွှန်ပြတာအင်မတန်အောစရာကောင်းတယ်ဘုရားရဲ့ဒေသနာညာဘာမှမများဘူးရွတ်လိုက်လို့ရှင်1မိနစ်အတွင်းပြီးတာနော်အဲ့ဒီအဓိပ္ပာယ်တွေကိုဆန့်လိုက်မယ်ဆိုရင်ကုန်နိုင်ဝယ်ရမရှိဘူးဟုတ်လားပြစ္ဆုတ်ပံမှာနေတာကိုအဓိပ္ပာယ်ဆန့်လိုက်မယ်ဆိုရင်ကုန်နိုင်စရာမရှိဘူးနော်အဲ့ဒီနေနီးကိုပြောပြီးတဲ့နောက်ဏိဂုံးချုပ်လေးမကောင်းဘူးလားကောင်းတယ်ကြိုးစားလဲကြိုးစားအောင်မှဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေဒီဗတ္တိကရတ္တလို့ကောင်းသောညရှိသူလို့ဘုရားချီးမွမ်းခဲ့တဲ့နော်ဒီအခြေအနေမျိုးကိုရခြင်းရင်ဒီသုတ်တံကလေးကိုတရားဓမ္မတို့ဦးဇင်းတို့တွေမမေ့မပြောက်အောင်ခုဦးဇင်းအဓိပ္ပာယ်ပြောလိုက်တယ်အများကြီးလည်းခက်ခဲကြီးမဟုတ်ပါဘူးနော်သို့တော့အင်မတန်မှန်တယ်အင်မတန်လည်းအကျိုးရှိပါတယ်ဒါလေးကိုမေ့မပြစ်ကြနဲ့ဟုတ်လားလုံနိုင်တာမလုံနိုင်တာကတော့ဒုတိယအဆင့်လုံနိုင်ရင်တော့အကောင်းဆုံးပေါ့နော်လောလောဆယ်ကတော့ဒီအဓိပ္ပာယ်လေးကိုထက်ချီတလဲလဲတတိယနေရင်ကိုပဲထိုက်တဲ့လောက်တော့လုဖြစ်သွားလိမ့်မယ်လို့ဦးဇင်းကထင်တယ်ဟုတ်လားဒါကြောင့်ဒီအဓိပ္ပာယ်လေးကိုမမေ့ပါနဲ့ဘာကြောင့်လို့ဆိုဒီအဓိပ္ပာယ်လေးကိုသိခွင့်ရတဲ့ဒီအသိဉာဏ်လေးကအင်မတန်တန်ဖိုးကြီးလွန်းလို့ပါဆိုကြပါစို့တရားဓမ္မတို့ကိုယရဏတိုင်ညွှန်းစာကြီးပေးလိုက်တယ်ဘယ်ကြောင့်ထိုးတာမှမသိဘူးကဲပျောက်သွားတယ်ဘလောက်ဝမ်းနေစရာကောင်းတော့ပိုင်ခဲ့ဘူးတယ်နော်ရှိခဲ့ဘူးတယ်နော်ဒါပေမဲ့တကယ်လုံးတော့မယ်ဆိုတော့ तू မရှိတော့အဲ့တော့ဘဝမှာတစ်ခါ
ချို့အတွေးကလေးတွေတချို့အသိဉာဏ်ကလေးတွေကိုရခဲ့ဘူးတယ်သိခဲ့ဘူးတယ်ဟိုမြင့်မြတ်ကြီးကိုမဆိုလိုဘူးနော်အဲ့ဒီလောက်ကောင်းတဲ့အသိဉာဏ်လေးတွေရခဲ့ဘူးတယ်အဲ့ဒါတခါတလေကြက်ပြောင်းငှက်ပြောင်းပြောင်းနေရောဘယ်ချိန်နေမှမသိဘူးအဲ့ဒါတိုက်ရိုက်ဆိုင်စားကိုကြည့်တော့အော်ငါဒီအသိလေးသိခဲ့ဘူးသားပဲနှမျိုးเสียကောင်းတယ်ဟုတ်လားဒါကြောင့်သိခဲ့ပြီးသားအသိလေးကိုထိမ့်သိမ်းကြဖို့လည်းမလိုဘူးလားလိုတယ်ဒါကြောင့်ခုနတုန်းကနတ်ကပြောတာနော်သမိဋ္ဌိကိုအဲ့ဒါသင်ဆောင်ထားနိုင်သလားလို့မေးတာဒီပါဠိဂါထာလေးကိုဆောင်ထားမယ်ဘာမှတရားဓမ္မတို့ဟိုစီးပွားရေးလိုသဘောထားပြီးတော့လုပ်မယ်ဆိုရင်ပိဋကသုံးပုံကိုတော်တော်ကျွမ်းကျင်တဲ့လူတွေတောင်ဖြစ်နိုင်တယ်တရားကြီးမိုင်များအဲ့တော့အများကြီးမဟုတ်ဘူးဒီရွတ်လိုက်ရင်1မိနစ်အတွင်းပြီးမဲ့ဒီဂါထာလေးကိုတရားဓမ္မတို့အနဲ့မြန်မာကလေးပါရကျင်တယ်ဆိုရင်လေဒီခေတ်ကြီးမှာအင်မတန်ရှာရဖို့ရတာလွယ်ပါတယ်ဗျဟုတ်လားအေးအဲ့ဒါလေးကိုအနဲ့ကလေးပါရေးအဓိပ္ပာယ်လေးပါကြည့်ပြီးတော့ဒါလေးကိုရအောင်ကြက်ပြီးတော့ရွတ်နေမယ်ဆိုလို့ရှိရင်နောက်အမှတ်ရတိုင်းရွတ်တယ်ကိုကအဓိပ္ပာယ်လည်းသိခဲ့ပြီးသားဆိုတော့အဲ့ဒီဆိုလိုရင်းအဓိပ္ပာယ်အနှစ်သာရလေးသိထားတဲ့နားလည်မှုကလေးကပြန်ပြီးတော့တတိယရနေတယ်ရနေရင်ရတဲ့အချိန်မှာကိုပဲလှုပ်ဖြစ်သွားတာသိကြတယ်လှုပ်ဖြစ်တယ်ဟုတ်လားအတိတ်ကိုပြန်ပြီးတော့မစင်စားနဲ့ပြန်ပြောမယ်နော်နည်းနည်းလေးအနှစ်ချုပ်လေးပြန်ပြောမယ်နော်ဦးနဲ့အခုပြောတာတနာရီနဲ့9မိနစ်ရှိသွားပြီနော်အကွက်တိပဲဟုတ်လားအေးဒီဗတ္တိကာထသုတ်တန်ရဲ့အဓိပ္ပာယ်လေးကောင်းလုံးလို့ဟုတ်လားအတိတ်ကိုအစင်မလိုက်နဲ့ဘာကြောင့်တော့အတိတ်ဆိုတာပြီးခဲ့ပြီအနာဂတ်ကိုမမျှော်လင့်နဲ့အနာဂတ်ကရောက်မလာသေးဘူးပြစ္ဆုတ်ပံဖြစ်ဆဲကလေးမှာဖြစ်နေတဲ့အတိုင်းလေးအမှန်တိုင်းသိပြီးတော့နေမယ်ဆိုရင်အဲ့ဒီမြင့်မြတ်တဲ့စိတ်ကိုတဏမာနဒိဋ္ဌိတွေကသွေးဆောင်ခြင်းကလည်းမစွမ်းနိုင်ဘူးဒေါသတရားတွေကလည်းမဖြတ်ရှိနိုင်ဘူးအာယုန်တွေကစိတ်ကိုကပေါက်ကပြက်ဖြစ်အောင်မလုပ်နိုင်ဘူးလို့ပြောတာတနည်းအားဖြင့်လောဘဒေါသမဖြစ်ဘူးလို့ပြောတာမမြင့်မြတ်ဘူးလားအဲ့ဒီအချိန်လေးမှာဒါကြောင့်ပြစ္ဆုတ်ပံမှာနေရနော်ဒါတပိုင်းနော်အဲ့ဒီအတိကိုရပြီးရင်ကြိုးစားတော့ဆိုတဲ့နေရာမှာဒီအသက်ကိုအာယုံပြုပြီးတော့ကြိုးစားခိုင်းတာမြတ်စွာဘုရားကနော်အသက်ဆိုတာမနှက်ဖြန်ထိရှင်မယ်လို့ဘယ်သူမှမပြောနိုင်ဘူးဒါကြောင့်သေကြတဲ့အချိန်မှာသေကြတဲ့လောက်ထိရအောင်ယူလိုက်သိကောင်းတာပဲနော်တခါကြီးမိုင်မြအေးအဲ့ဒီဂါထာအဲ့ဒါလေးကိုပြောပြီးတော့နောက်ဆုံးဂါထာကြတော့ဘယ်လိုထပ်ပြီးတော့တိုက်တွန်းတယ်လဲအဲ့ဒီအတိအဲ့ဒီအတွေ့ကလေးတွေနဲ့တွေးပြီးတော့အဲ့ဒီအတိအဲ့ဒီနေနီးကလေးနဲ့နေစမ်းမှာဘယ်လိုနေရမှာလဲအဟောရတ္တမတ္တန္တိတောနေညမပြင်းရှိပဲနဲ့ပြင်းထန်တဲ့လုံလဝရိယနဲ့ကြိုးစားပြီးတော့နေမယ်ဆိုရင်တော့အဲ့ဒါဗတ္တိကရတ္တကောင်းသောညရှိသူလို့ဖရာအစရှိတဲ့သူတော်ကောင်းကြီးတွေချီးမွမ်းခြင်းနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့အားရပါရပဲပြောလိုက်ပါလေဒီသုတ်တန်ကြီးကိုဦးဇင်းတို့အကုန်လုံးကုံစင်အောင်အဓိပ္ပာယ်မဖွင့်နိုင်ဘူးလို့ဝန်ခံခဲ့တယ်နော်တခါဒီမိုင်းများဒါဦးဇင်းနားလေတလောက်ကလေးပြောသွားတာဒါတော့ဦးဇင်းတစ်ချက်ကြံသွားတယ်ဒီပြစ္ဆုတ်ပံဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျမ်းဂန်တွေထဲမှာဘာနဲ့ဥပမာပေးတော့ဆိုလှဲဘိန်းနဲ့ဥပမာပေးတယ်ဒါလေးဦးဇင်းပြောဖို့မေ့သွားတယ်ဆိုကြပါစို့လှဲဘိန်းကြီးတစ်ဘိန်းကတ္တရာလမ်းပေါ်လိမ့်နေတယ်မြင်းကြည့်စမ်းပါမျက်စိနဲ့အဲ့ဒီဘိန်းကြီးအကြီးကြီးကတ္တရာလမ်းပေါ်မှာလိမ့်နေတယ်နော်အဲ့ဒီဘိန်းနဲ့ကတ္တရာလမ်းနဲ့တကယ်ထိတဲ့ဧရိယာဘယ်လောက်ချိန်မလို့ကျင်းလေးနော်တလက်မတကယ်လမ်းကမှန်လို့ပြောင်းနေတယ်ဆိုရင်တော့တလက်မလောက်ပဲရှိလိမ့်မယ်နဲ့တူတယ်နော်အဲ့ဒါလိမ့်ပြီးတော့လွတ်သွားပြောမလိမ့်နေတာနဲ့ထပ်ပြီးတော့ထိပြန်ရောဟုတ်လားဟောလိမ့်ပြီးသားလေးထိပြီးသားလေးကလွတ်သွားပြန်ရောနောက်ထပ်မထိသေးတာလေးကထပ်ပြီးတော့ထိပြန်ရောဒါနားလေအောင်ဥပမာပေးကြတာပညာရှိကြီးတွေကဟုတ်လားအဲ့ဒါနဲ့အင်မတန်တူတယ်အခုပြစ္ဆုတ်ပံအခုပြီးတာနဲ့မရှိတော့ဗျာမို့နောက်ထပ်အခုတစ်ခုကရောက်လာပြန်ရောနောက်ထပ်အခုတစ်ခုကရောက်လာပြန်ရောအရင်အခုကပျောက်သွားပြန်ရောအဲ့ဒီနောက်ထပ်ရောက်လာတဲ့အခုဆိုတာကပြစ္ဆုတ်ပံဆိုတဲ့ယုံနံကပြစ္ဆုတ်ပံဆိုတာယုံနံကိုရည်ရွယ်ပြောတာနော်အဲ့ဒါဘယ်ကရောက်လာတာလဲဆိုတော့မိုးဘော်ကကြာလာတာလည်းမဟုတ်ဘူးဒီစိုးကဖြစ်သွားတဲ့ယုံနံတွေကအကြောင်းဆက်ပြီးတော့နောက်ထပ်ဖြစ်ပေါ်အောင်သူကလုတ်ပေးထားခဲ့တယ်လို့ပဲပြောကြပါစို့ဟုတ်လားနော်အနန္တရပစ္စည်းတို့ပဋ္ဌာန်းတွေလေ့လာကြည့်ရင်ဒါသိနိုင်တယ်နော်သူကမရှိသောအဖြစ်လည်းကျေးဇူးပြုတဲ့နတ္ထိပစ္စည်းဟောပေါ့ဟုတ်လားသူပျောက်သွားတဲ့အတွက်ကြောင့်နောက်ဟာကရောက်လာတာဟုတ်လားသူရှေ့ကယုံနံကအကြောင်းခံပြီးတော့နောက်ကယုံနံကတောက်လျှောက်ရောက်လာတယ်အဲ့ဒီနောက်ကရောက်လာတဲ့ယုံနံကဟိုနားလေးကနေထိုင်ပြီးတော့ဟိုကောင်ပြက်သွားရင်ငါဝင်မယ်ဆိုပြီးတော့စောင့်နေတာလည်းမရှိဘူးအင်မတန်ဆန်းကျယ်တဲ့ယုံနံသဘာဝတရားတွေဒါတွေကိုသဘောပေါက်ရင်သဘောပေါက်တဲ့လောက်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘောဟာငြိမ်းချမ်းမှုရမယ်ဟုတ်လားဒါကြောင့်အဲ့ဒါလေးကိုဦးဇင်းကပြောဖို့မေ့သွားလို့
တခါကြီးကတရားကိုတော်တော်မြတ်နိုးတဲ့သဘောရှိလို့ဦးဇင်းကပြောပြတာဟုတ်လားအဲ့ဒီတော့လဲဘိန်းကလေးမျက်စိနဲ့မြင်ပါစေနော်တခါကြီးမိုက်များတကယ်ထိနေတဲ့အခိုက်အတန့်လေးဟာဣရိယာလေးဟာကျင်းချင်းလေးဒါကြောင့်ဘဝမှာတကယ်နေရတယ်ဆိုတဲ့အချိန်လေးကတကယ်နည်းနည်းလေး2စက္ကန့်တောင်တစ်ပြိုင်နဲ့မရဘူး1စက္ကန့်တောင်တစ်ပြိုင်နဲ့မရဘူးအခုမီလီစက္ကန့်နဲ့ဟုတ်လားနော်အပြည့်ပြိုင်တဲ့လူတွေကြည်တယ်သိတယ်မဟုတ်လားတခါကြီးတော့နော်1စက္ကန့်ကိုအပိုင်းပေါင်းများစွာပိုင်းလို့ရတယ်နော်ဒီမှာကျမ်းဂန်နေတဲ့ကတော့အင်မတန်ခက်မိပါတယ်ဗျာပေးထားတာစောစောကဦးဇင်းပြောခဲ့တယ်ပုတ်ဆောက်ဖျားပေါ်မှာမုံညင်းစေးတင်တာဘလောက်ကြအောင်နေမလဲဘလောက်မှမကြဘူးလေဒီစတော်ဘုရားကြီးပေးတဲ့ဥပမာကိုလည်းကြုံလုံးပြောလိုက်ခြင်းသေးတယ်သူကဘာပြောတော့ဆိုစာရွက်100လောက်1000လောက်ရှိတဲ့စာအုပ်အထူကြီးနော်အဲ့ဒါကိုချပြီးတော့အင်မတန်ထက်တဲ့တန်ချောင်းတစ်ချောင်းစို့တစ်ချောင်းတင်ပြီးတော့10ပေါင်တူနဲ့ဒိုင်းဆိုထုချလိုက်ဒိုင်းဆိုတာနဲ့တခါတည်းပေါက်သွားတာပဲဒိုင်းဆိုပေါက်သွားအရွက်1000လုံးပေါက်သွားနော်အဲ့ဒီအရွက်1000ပေါက်တဲ့နေရာမှာပေးသက်တို့စဉ်းစားကြည့်အဲ့ဒီအရွက်1000ဟာတပြိုင်နက်တည်းပေါက်သွားတာလားဒကမာကြီးတွေတပြိုင်နက်တည်းပေါက်တာလားဒိုင်းဆိုပေါက်တော့ပေါက်သွားတာပဲနော်ဒါပေမဲ့တပြိုင်နက်တည်းပေါက်တာမဟုတ်တရွက်ပြီးမှတရွက်ပေါက်တာဘလောက်မြန်နော်တရွက်ပြီးမှတရွက်ပေါက်တာနော်မြင်တယ်တော့ဒါညံအလုပ်ဒါကိုတက်တည်ပြစရာမလိုဘူးညံကတက်တည်ပဲတကယ်တမ်းကတော့ဟုတ်လားဒါပေမဲ့ဘယ်လိုလေးပြီးသွားလဲဆိုအခုခေတ်ကတော့ပစ္စည်းတွေကသိပ်ပြီးတော့စမ်းကြယ်တော့ဟိုဗီဒီယိုအောက်ဆက်မျိုးတွေနဲ့စနိုးလေးနဲ့ရောက်ကြည့်ရင်ဒါသိတာပဲဟုတ်လားအဲ့လိုပဲကိုယ့်ရဲ့ရုပ်နာကိုလည်းပဲအဲ့လိုအနှေးကလေးနဲ့တစ်ခါတလေကြည့်ကြည့်ပေါ့ဟုတ်လားတစ်ခါတလေအမြန်နဲ့ကြည့်ရင်လည်းကြည့်ပေါ့ဘဝမွေးတယ်နေတယ်တည်တယ်မြန်တာမှာကိုကျန်တာဘာမှပြောမနေနဲ့ဟုတ်လားအဲ့ဒီတော့ဘဝမှာတကယ်နေရတဲ့အချိန်ဟာတကယ်နည်းနည်းလေးအဲ့ဒီနေရတဲ့အချိန်လေးကိုသဘောပေါက်ဖို့လိုတယ်အခုနေရတဲ့အချိန်ကိုမျက်ွယ်ပြုတ်ပြီးတော့နေခဲ့ပြီးသားမရှိတော့တာနဲ့အချိန်ကုန်တယ်မနေရသေးမရှိသေးတာနဲ့အချိန်ကုန်တယ်ဘယ်လောက်လွဲတယ်လဲဒါဦးဇင်းတို့လည်းလွဲနေတာပဲနော်အဲ့ဒါကိုလွဲတာတွေကိုနည်းနည်းတဲ့သွားအောင်ဟုတ်လားဒီတုတ်တန်လေးကိုအရာကျက်ဒီအဓိပ္ပာယ်တွေကိုမေ့မပြစ်နဲ့ဒါလေးကိုဆောင်းထားဟုတ်လားဆောင်းထားပြီးတော့တကယ်လိုက်နာကျင့်သုံးမယ်ဝရိယနဲ့တကယ်ကြိုးစားမယ်ဆိုရင်တော့အဲ့ဒါပါလေဗတ္တိကရတ္တကောင်းသောညရှိသူတဲ့အဲ့ဒါလို့မနေပါဘဲနဲ့အတိတ်နဲ့အနာဂတ်ကိုတခါတည်းထုတ်စည်းတိုးတယ်လို့ဟိုပြေးလိုက်ဒီပြေးလိုက်လုံနေမယ်ဆိုရင်တော့ဗတ္တိကရတ္တမဖြစ်တော့ဘူးကောင်းသောညမဖြစ်တော့ဘူးပူလောင်သောညရှုပ်ထွေးသောညနောင်တနဲ့အကြီးတန်းတဲ့ညအဲ့လိုညမျိုးတွေဖြစ်မှာပေါ့ဟင်ဒကမာကြီးများအဲ့လိုညမျိုးတွေဖြတ်တန်းခြင်းသလားမဖြတ်တန်းခြင်းပါဘူးတခါတလေအိမ်မက်ထဲထီတောင်လိုက်ပြီးတော့ရှုပ်နေသေးတယ်ဟင်ဗတ္တိကရတ္တမဖြစ်လိုက်ပုံများပြောပါတယ်ဟုတ်လားဒါကြောင့်ဗတ္တိကရတ္တဖြစ်အောင်ပြစ္ဆုတ်ပံမှာနေနိုင်ကြပါစေဟုတ်ရလားဒါကြောင့်ဦးဇင်းတို့ဘယ်နှကားထားလဲ4ကားထားအနှစ်ကလေးတွေကြီးပဲလို့ဟိုကိုတရားကိုအမွှန်းတင်တာမဟုတ်ကိုတရားလည်းမရှိပါဘူးဗျာဦးဇင်းကပြောရင်တခါတလေစကားကလွန်းသွားတယ်ဟုတ်လားဘုရားတရားနော်ဟုတ်လားတခါကြီးမိုင်မြဟုတ်လားအဲ့တော့ဒီတရားတွေဒကာဓမ္မတို့တွေမမေ့မပြောင်းအောင်ထိမ့်သိမ့်နိုင်ပါစေဆောင်းထားနိုင်ပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဒီကာထာ၄ပုဒ်ကိုလည်းထပ်ပြီးတော့ဖြစ်စေခြင်းတဲ့ဆန္ဒကြောင့်တိုက်တွန်းပါမယ်အရာကျက်ပြီးတော့ဆောင်းထားနိုင်ပါစေဟုတ်ရလားပရိတ်ကြီးတွေတောင်ရွတ်နေကြသေးတာပဲဗျာဟုတ်ရမို့လား1မိနစ်တောင်မပြည့်ဘူးနော်ဒါကြောင့်ပေးသက်တို့ကိုကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ဆုံးသတ်ရအောင်တနာရီ15မိနစ်အချိန်အတော်ပါပဲနော်အားလုံးဦးဇင်းတို့မေတ္တာပို့ပြီးတော့ဆုံးသတ်ရအောင်အာယုံပြုပေါ့ဟုတ်လားဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမာကသင်တရားနာပိတပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝါသည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတေတုံမာကသင်တရားနာပိတပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်
မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းဒီတုံမကသင်တရားဓမ္မပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဝဝိနာကင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆူဆူတော်ထာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်းသောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဝဝိနာမလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကူတည်းသောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဝဝိနာမကထံ၄ယောက်ဖလထံ၄ယောက်ဆိုသောရှေယောတော်ရိယာသံဃာရှင်မြတ်တို့နဲ့တကွာတေလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်ဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာရဲ့ရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း